လာပြီးတော့ခုတရားနာကြတာဘာတွေ့တရားနာလာတော့လို့မေးရင်ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်အလိုရှိလို့တရားနာလာကြပါတယ်ဗျာလို့အဲ့လိုပဲအာယုံထားမှာအဲ့လိုအာယုံထားပါတယ်ခင်ဗျားတဲ့ကျုပ်တော်ကုသိုလ်သည်တရားနာမှန်တဲ့ဝိဝတ္တကုသိုလ်ဖြစ်သွားမှာဒီတော့ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းဖို့ရန်တွေတရားနာလာကြတယ်လို့ဆိုတော့ဒုက္ခဆိုတာအကျိုးတရားပါလားဒုက္ခဆိုတာအကျိုးတရားဒီဒုက္ခဘယ်ရလာပါလိမ့်မလဲလို့တရားခံလက်သည်ရှားလိုက်တော့ဘုံဘဝတောင်းတတဲ့တဏှာဘာတောင်းတတဲ့ဘုံဘဝတောင်းတတဲ့တဏှာခန္ဓာလိုခြင်းတဲ့တဏှာအဲ့ဒီတဏှာကနေပြီးတော့ဒုက္ခမျိုးစုံတွေရအောင်သူကပေးတာပဲဒုက္ခပေးလေသမျှတဏှာကဒုက္ခပေးလေသမျှတဏှာကတဏှာရာရှိနေဒုက္ခဘယ်တော့မှမချုပ်ဘူးတဏှာရာရှိနေဒုက္ခဘယ်တော့မှမချုပ်ဘူးဒါပြင်ခင်ဗျားတဲ့ကျုပ်တော့အရေးကြီးတာကတဏှာချုပ်ဖို့အရေးကြီးတယ်ဘာချုပ်ဖို့အရေးကြီးတော့တဏှာချုပ်ဖို့တဏှာနိုင်ဖို့အရေးကြီးတယ်ဒါရင်ခင်ဗျားတဲ့ကျုပ်တော့တဏှာတတ်တဲ့ဤလိုချင်လို့တရားနာလာပါတယ်ဖရာဆိုမှတရားနာအမှန်ရောက်တယ်တဏှာတတ်တဲ့ဤအလိုရှိလို့တရားနာလာပါတယ်ဆိုမှတရားနာတာအမှန်ကိုရောက်တယ်ဒါလိုမဟုတ်လို့ရှိကုသိုလ်ရအောင်သက်သက်နဲ့ဆိုလို့ရှိရင်ဒီမှာလာပြီးတော့တရားနာမှမဟုတ်ပါအိမ်မှာဝေယဝိဆလုပ်နေလဲကုသိုလ်မရဘူးလားရပါပါဗျာအိမ်မှာဘုရားဝေယဝိဆတွေသံဃာဝေယဝိဆတွေလုပ်နေလဲကုသိုလ်ရတာပဲအများသွားလာတဲ့လမ်းမသမီးစည်းလဲနေလဲကုသိုလ်တော့မရဘူးလားရပါပါဗျာကုသိုလ်ရပြီရညာတော့လေတဏှာတတ်တဲ့နီးမှမရတော့တဏှာကသေပါမလားသေပါဘူးဗျာတဏှာမသေရင်ကုသိုလ်ရယုံနဲ့ဒုက္ခကချုပ်ပါမလားချုပ်ပါပါမလွန်နည်းနေမှမချုပ်ဘူးဒါကြောင့်တပည့်တော်တရားနာလာတယ်ဆိုတာတဏှာတတ်တဲ့ဤသိခြင်းလို့ဘာဤသိခြင်းလို့တဏှာတတ်တဲ့ဤသိခြင်းလို့တပည့်တော်များတရားနာပါလာပါတယ်ဖေဟာကောင်းပြီဒီတဏှာဘယ်မှာများနေပါလိမ့်မလဲဆိုတာခင်ဗျားတို့ဒါစဉ်းစားကြည့်အောင်တဏှာဘယ်များနေပါလိမ့်မလို့စဉ်းစားကြည့်တဲ့အခါကျတော့ခန္ဓာမှာနေတယ်တဏှာဘယ်မှာနေတော့တဏှာဘယ်မှာနေပါသလုံးလို့ဆိုကြည့်မိမိခန္ဓာမှာနေတယ်ဘယ်မှာနေတော့မိမိခန္ဓာမှာတဏှာလာပြီးတော့နေတယ်ကောင်းပြီဒီလိုဆိုရင်ဒီတဏှာကလည်းပဲခန္ဓာ၅ပါးရှိတဲ့အနက်မှာဘယ်ခန္ဓာအခင်ဆုံးတော့လို့စဉ်းစားပြီးတော့နောက်ဆုတ်ကြည့်လိုက်တဲ့အခါကျတော့ဝေဒနာခန္ဓာအခင်ဆုံးဘာအခင်ဆုံးစဉ်းစားကြည့်ပါဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဟာဒီဒုက္ခပြောက်ခြင်းနဲ့ဆိုတော့ဝေဒနာခန္ဓာရောက်တဏှာလာတယ်ဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ပါဘူးစဉ်းစားကြည့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ယောဂဝဏဖြစ်နေတဲ့ပုဂ္ဂိုလ်မင်းအလိုရှိတာကိုအရေးကြီးအလိုရှိဆုံးပြောစမ်းပါဘယ်ဟာအလိုရှိဆုံးတုံးတော့မေးလို့ယောဂပြောက်ခြင်းနဲ့ဒုက္ခပြောက်ခြင်းနဲ့ကိစ္စဒါကြောင့်အလိုရှိဆုံးပဲဆိုတာလာရမလားဘူးလားမှန်ပါဘူးဒါရင်ယောဂဝေဒနာဆိုတဲ့ဒီဒုက္ခတွေကဝေဒနာအလိုရှိတာကတဏှာချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ကလည်းစဉ်းစားကြည့်ချမ်းသာခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ကြတော့လေချမ်းသာတယ်ဆိုတာကဝေဒနာချမ်းသာတာကဝေဒနာပါဗျာချမ်းသာခြင်းနဲ့ဆိုချမ်းသာမှုအလိုရှိတာကတဏှာချမ်းသာမှုအလိုရှိတာကတဏှာဒါဖြင့်စဉ်းစားကြည့်ဒီတဏှာမှာခန္ဓာ၅ပါးရှိတဲ့အနေမှာဘယ်ခန္ဓာအခင်ဆုံးလုံးတော့မေးရင်ဝေဒနာခန္ဓာအခင်ဆုံးဘယ်ခန္ဓာအခင်ဆုံးဝေဒနာခန္ဓာဒါဖြင့်ခင်ဗျားတို့ကျုပ်တော်တဏှာနိုင်အောင်တတ်ခြင်းလို့ရှိရင်ဝေဒနာတတ်ရဘယ်သူတတ်ရမလို့တဏှာနိုင်ခြင်းဝေဒနာကိုနိုင်အောင်ရှုရတဏှာနိုင်ခြင်းဝေဒနာနိုင်အောင်ရှုရမယ်ဘောပေါက်ဘူးလားတဏှာရာရှိနေမယ်ဆိုရင်ခင်ဗျားတို့ဒုက္ခချုပ်နေမှာမလားချုပ်နိုင်ပါမလွန်နည်းနဲ့မှမချုပ်နိုင်ဘူးဒါကြောင့်လို့တော်တော်များများပုဂ္ဂိုလ်တွေစဉ်းစားကြည့်ကျုပ်ဘယ်တော့မှသူတို့လိုချမ်းသာတဲ့အနေအထားမျိုးရောက်ပါမလဲဆိုတော့များများချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်များများအလုံးမလုပ်ရဘူးလားလုပ်ပါပါများများပို့ပြီးတော့ယဉ်ဤမပြုတ်ရဘူးလားပြုတ်ပါပါများများယဉ်ဤပြုတ်ရတယ်များများအလုံးလုပ်ရတယ်သူများတဲ့ပို့ပြီးတော့စောစောထားရတယ်သူများတဲ့ပို့ပြီးစောစောအလုံးလုပ်ရတယ်ဆိုကြတဲ့ကဒီပုဂ္ဂိုလ်သည်
ပို့ပြီးတော့ဆင်းရဲမှုတွေမလာဘူးလားဘာဘူးလို့များပို့ပြီးတော့ဆင်းရဲပါလိမ့်မလဲလို့မေးတော့ချမ်းသာခြင်းအလိုရှိတဲ့တဏှာကြောင့်ချမ်းသာခြင်းအလိုရှိတဲ့တဏှာရှိတဲ့ပုဂ္ဂိုလ်သည်ဒီလိုချမ်းသာမျိုးဘယ်တော့ရပါမလဲဆိုတော့မချမ်းသာခင်ဘသူကအရင်ရဆင်းရဲမှုကအရင်ရဒါဖြင့်ဒီဆင်းရဲမျိုးဘယ်တော့မှကျုပ်တော့ရပါမလဲဒီအိဗယ်မရောက်ဘူးလားရောက်ပါဘူးဒီဆင်းရဲမျိုးဘယ်တော့မှရပါမလဲဒီဆင်းရဲမျိုးငါတော့ဘယ်တော့မှရပါတော့မလားဆိုလို့တချို့များဝန်းများနဲလိုက်သေးတယ်ဒါလားဝန်းနေတာကတခြားဝန်းနေတာလားဒုက္ခမရမှာဆိုရင်တော့ဝန်းနေတာလားဒုက္ခဆိုတာခမရတော့စဉ်းစားကြည့်မရမှာဆိုရင်ကမှာလားမရအောင်ချုပ်အောင်လုပ်ရမှာလားမရအောင်ချုပ်အောင်တာလုပ်ရမှာခုတော့ဒီလိုဒုက္ခမျိုးဘယ်တော့မှရပါမလဲဆိုတဲ့အဓိပ္ပာယ်ရောက်မဟုတ်ပါဘူးလားဒီလိုချမ်းသာမျိုးဘယ်တော့ရပါမလဲဆိုတာတကယ်တော့ဆင်းရဲတာဘယ်တော့မှရပါမလဲဆိုတဲ့အဓိပ္ပာယ်ဒီဆင်းရဲကြီးမျိုးဒီလောက်ဆင်းရဲများတာမျိုးဘယ်တော့မှတို့ရပါမလဲရာဇန်းချလိုက်တာဆိုကြတဲ့ကများချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေသူများတဲ့တဏှာကဘိုးမများပြီဘူးလားများပါဘူးတဏှာများသလောက်ပို့ပြီးတော့အလုပ်တွေလုပ်ရတာပို့ပြီးတော့ဆင်းရဲကလည်းမများပြီဘူးလားများပါဘူးများတယ်တချို့များလုံးအားကြီးလို့အမလေးဘယ်ချိန်မှတော့မအားဘူးနေ့လည်းနေ့မလို့သူအလုပ်နဲ့တန်းစီနေတာပဲညလည်းညမလို့သူအလုပ်တန်းစီနေဘယ်ချိန်မှအားတယ်ကောမရှိဘူးဖုံးစစ်လိုက်တာတော့မှဖုံးကန်ချိန်တော့မရဘူးဆိုတဲ့ဟာတွေဟာအဲ့ဒါဘာဖြစ်တာတော့မင်းတဏှာရှိလို့ဒုက္ခကိုတောင့်တတာဘာရှိလို့တဏှာရှိလို့ဒုက္ခကိုတောင့်တတာနားလည်ဗလားတဏှာရှိလို့ဒုက္ခတောင့်တတယ်ဆိုကြတဲ့ကခင်ဗျားတို့စဉ်းစားကြည့်ဒီတဏှာကလည်းသူများသဏ္ဍာန်ရှိတာလားကိုယ်ဝန်းတည်းရှိတာလားကိုယ်ဝန်းတည်းရှိတာဒါဖြင့်စဉ်းစားကြည့်ဒုက္ခမျိုးစုံတွေကြုံရတယ်မြည်ကြီးငယ်ကြရတယ်အမြဲတမ်းဝန်းနဲ့ပက်လက်နေရတယ်ဆိုတဲ့ပုဂ္ဂိုလ်သည်စဉ်းစားကြည့်သူများကပေးတာလားကိုယ်တဏှာမဖြတ်လို့ရတာလားကိုယ်တဏှာဖြတ်လို့ရတာပါပြီးတော့ယေရှုရှင်မိုးဆရာတော်ဘုရားကြီးကခင်ဗျားတော့မကိုကလမမျိုးလို့လည်းမဟုတ်ပါဘူးတဲ့မကိုကလမဆိုတာစဉ်းစားကြည့်ယောက်ျားခင်မွန်းတဲ့အမျိုးသားနဲ့ရန်ဖြစ်တဲ့အခါကျတော့သူကပြန်လည်းပဲမခုခံနိုင်တဲ့အခါကျတော့အားရှိသူ့ရင်သူပဲထုပြီးတော့နားရလားဒုက္ခမများပြီဘူးလားဒါရင်ခင်ဗျားတို့စဉ်းစားကြည့်နတ်ချမ်းသာအလိုရှိရပါလို့ဤဆိုတာကိုရင်ကိုထုရပါလို့ဤဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ပါလေဗျာနတ်ချမ်းသာရပါလားဆင်းရဲမှုအရင်ရမှာလားဆင်းရဲမှုအရင်ရမှာလူချမ်းသာရပါလို့ဤဆိုတဲ့သူတောင်းနေတဲ့ပုဂ္ဂိုလ်ကိုရင်ကိုထုရပါလို့ဤဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ပါလေဓမ္မချမ်းသာရပါလို့ဤဆိုတဲ့ပုဂ္ဂိုလ်သည်ကိုရင်ကိုထုရပါလို့ဒီအဓိပ္ပာယ်ရောက်လားမရောက်ဘူးလားရောက်ပါလေရောက်တယ်ဗျဘာဖြစ်လို့ဆိုတော့ဒုက္ခသစ္စာမသိတဲ့အခါကျတော့တဏှာကလိုချင်တယ်အဲဒီဒုက္ခသစ္စာမသိတာအဝိဇ္ဇာလိုချင်တာကတဏှာဒါရင်အဝိဇ္ဇာနဲ့တဏှာနဲ့ပေါင်းပြီးတော့ခင်ဗျားတို့ကျုပ်တော့ဒုက္ခမျိုးစုံကြုံအောင်သူကလောက်တာပဲရှင်းမလားမှန်ပါဗျာဒါပြင်ခင်ဗျားတို့ကျုပ်တော့ကောင်းပြီဒီတဏှာဘယ်ကလာသလဲဆိုတာစဉ်းစားဆင်ခြင်ကြည့်လိုက်တဲ့အခါကျတော့ခန္ဓာကလာတယ်ဘယ်ကလာတော့ခန္ဓာကလာတယ်ဒါပါတော့မိမိခန္ဓာကလာတယ်ဘယ်ခန္ဓာကလာတော့မိမိခန္ဓာဘယ်နှပါးရှိတော့၅ပါးရှိတယ်ဒါခင်ဗျားတို့သိသားဒီမှာခန္ဓာ၅ပါးဒါမိတို့ရထားတဲ့ခန္ဓာ၅ပါးမဟုတ်လားမှန်ပါဗျာအဲ့ဒီခန္ဓာ၅ပါးထဲမှာလဲဘယ်ဟာအခင်ဆုံးတော့မေးတဲ့အခါကျတော့ဝေဒနာခန္ဓာအခင်ဆုံးဘယ်ခန္ဓာအခင်ဆုံးတော့ဝေဒနာခန္ဓာအခင်ဆုံးဝေဒနာခန္ဓာအတွေ့တာဆုံးလူတိုင်းဘာဖြစ်ချင်ကြသလဲမေးချမ်းသာခြင်းနဲ့ဗျာချမ်းသာခြင်းနဲ့ဗျာဆိုတော့ချမ်းသာတာကဝေဒနာဒုက္ခဝေဒနာမလားမှန်ပါဗျာအလိုရှိတာကတဏှာအလိုရှိတာကတဏှာပါဗျာဩဝေဒနာကလာပါလားတဏှာကတဏှာပဲကလာတော့ဝေဒနာပါဗျာဝေဒနာခန္ဓာပေါ့ဗျာမဟုတ်ပါဘူးလားမှန်ပါဗျာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်လည်းမယုံမေးကြည့်ပါခင်ဗျာဒုက္ခရောက်နေတယ်ဆိုတော့ခင်ဗျာအလိုရှိဆုံးပြောစမ်းမှာဘာအလိုရှိသလဲလို့မေးကျုပ်ဒုက္ခပြောက်တာအလိုရှိဆုံးပဲလို့မလာပေဘူးလားမှန်ပါဗျာဒါဖြင့်ဒုက္ခကဒုက္ခဝေဒနာဒုက္ခကဒုက္ခဝေဒနာအလိုရှိတာကတဏှာအလိုရှိတာကတဏှာပါဗျာဒါဖြင့်ဒီတဏှာသည်ခန္ဓာ၅ပါးရှိတဲ့အနက်မှာဘယ်ခန္ဓာအခင်ဆုံးအတွေ့တာဆုံးတော့ဝေဒနာခန္ဓာအတွေ့တာဆုံးသဘောပေါက်ဗလားမှန်ပါဗျာဒါဖြင့်ဝေဒနာခန္ဓာဖြစ်ဖြစ်မမြင်တဲ့ရွက်ကာလပတ်လုံးတဏှာပဲတော့မှမချုပ်ဘူးတဏှာမချုပ်ရင်ဒုက္ခမျိုးစုံတွေခင်ဗျားတော့မကြုံခြင်းနဲ့ကြုံရမှာပါမဆုံးခြင်းနဲ့ဆုံးရမှာမတွေ့ခြင်းနဲ့တွေ့ရမှာပဲသဘောပေါက်ဘူးလားမှန်ပါဗျာဒါရင်ခင်ဗျားတို့ကျုပ်တို့သည်
ဒုက္ခချုပ်ခြင်းရင်တဏှာတတ်ဖို့အရေးကြီးတယ်ဒုက္ခချုပ်ခြင်းတဏှာတတ်ဖို့အရေးကြီးပါတဏှာတတ်ခြင်းတော့ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်မြင်အောင်ရှုရလေတဏှာတတ်ခြင်းတော့ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်မြင်အောင်ရှုရဝေဒနာပေါ်တိုင်းဖြစ်ဖြစ်မြင်အောင်ရှုရမယ်ဒီတော့ဝေဒနာဝိပဿနာမရှုနိုင်ရင်တဏှာချုပ်ပါမလားချုပ်ပါဗျာတဏှာမချုပ်ရင်ခန္ဓာကချုပ်ပါမလားချုပ်ပါခန္ဓာမချုပ်ရင်ဒုက္ခမျိုးစုံမကြုံရပေဘူးလားကြုံရတယ်ဗျနားလားတချို့ကြတော့အဲ့လိုကနားမလဲတော့သူတို့လိုချင်းနေဘယ်တော့ရောက်ပါမလဲဆိုတာစဉ်းစားကြည့်များချမ်းသာခြင်းနဲ့ပုဂ္ဂိုလ်သည်တဏှာကပိုးမများပြီဘူးလားများပါပါတဏှာများသလောက်ခင်ဗျားအလောက်ကံလုပ်တဲ့ခါသူများတစ်ပိုးမလုပ်ရဘူးလားလုပ်ပါပါအရင်ဒီပြုတော့လေသူများတစ်ပိုးပြီးအရင်ဒီမပြုရဘူးလားသူများတစ်လည်းအရင်ဒီပိုးပြုရသူများတစ်လည်းအလောက်ပိုးလုပ်ရလဲသူများတစ်ပိုးပြီးတော့စောစောထားရတဲ့ဆိုကြတဲ့ကစဉ်းစားကြည့်ပါဒုက္ခများသလားမများဘူးလားများပါပါဘာဖြစ်လို့ဒီလောက်တောင်ဒုက္ခတွေများပါလိမ့်မလဲလို့မေးတော့တဏှာကဒုက္ခတောင့်တလို့တဏှာကဒုက္ခတောင့်တတော်ဒုက္ခမျိုးဘယ်တော့ရပါမလုံးဆိုတာလူတိုင်းမတောင့်တကြဘူးလားတောင့်တပါဗျာတောင့်တတဲ့ဒီတရားပြောတာမနာရဲ့လူတိုင်းတော့တောင့်တခုခေတ်ခါသမယဆိုတော့ပို့လို့ပေါ့ဗျာဘောပါဘူးလားမှန်ပါဗျာဒါလို့ကြီးကျယ်တဲ့အနေထားမျိုးဘယ်တော့ရောက်ပါမလဲဆိုတော့ဒီဒုက္ခကြီးဘယ်တော့ရပါမလဲဆိုတဲ့အဓိပ္ပာယ်ရောက်တယ်မရောက်ဘူးလားရောက်ပါရဲ့ဗျာဒီတော့ချမ်းသာတာကနောက်မှာလောလောဆယ်ဆင်းရဲမှာကအရင်မလားမှန်ပါဗျာဒီဆင်းရဲကြီးဘယ်တော့ရပါမလဲငါဒီဘဝရပါတော့မလားဆိုပြီးတော့ဝန်းမြတ်တောင်နေလိုက်သေးတယ်နားရလားမှန်ပါဗျာအာမကြသိနာအားကြပါဗျာလူတိုင်းကဒီအချိန်ကြီးရောက်သလားမရောက်ဘူးလားရောက်ပါရဲ့ရောက်တယ်ဘာလို့ဒီအချိန်ကြီးရောက်သွားပါလိမ့်မလဲလို့မေးတော့တဏှာရှိနေရင်ဒုက္ခမချုပ်ဘူးဒုက္ခမချုပ်ဆိုရင်ဘယ်တော့မှမချမ်းသာဘူးဆိုတာနားမလဲတဲ့အတွက်ကြောင့်မတော့ဆင်းရဲကြီးကိုတောင်းတဘာလို့တောင်းတကြတော့ဆင်းတော်ကြီးဆင်းရဲကြီးကိုတောင်းတနေကြတဲ့ပုဂ္ဂိုလ်တွေကများတယ်နားလည်မလားမှန်ပါဗျာကဲဒါနဲ့ပတ်သက်ပြီးတော့အလုတ်စင်းတဲ့ကွာနားလည်မှုရှိအောင်သူ့ဝတ္ထုကြောင့်စကြပါစို့ဆိုတော့တို့ဘုရားရှင်ကိုရမင်းသာဝတိပြပုပ္ပါယုံကြောင့်ပါသတင်းသုံးနေတယ်အဲဒီသတင်းသုံးနေတဲ့အချိန်မှာတရားမင်းကြီးကဥယျင်ပြောပါဖို့ရန်တွေ့ဆိုပြီးတော့နတ်သားတွေနတ်သမီးတွေမြောက်များစွာချမ်းရံပြီးတော့နတ်ကကြီးသေးဘောင်းကကောင်မှနေတာမဟုတ်ဘူးနှစ်ကလေးခွဲလောက်ရှိတယ်နေတဲ့နတ်သားတွေတော့နေတဲ့နတ်သမီးတွေလားဘေစသိင်္ခဆိုတဲ့နတ်သားကဘေလူဝါမြည်ရှိတဲ့စောင်းကြီးပိုက်လို့ထို့အတူပဲခင်ဗျားတော့ကကြီးသေးနတ်တွေကလည်းနေတဲ့ဟာမဟုတ်ဘူးစတုမဟာတာဝရိန်သာနတ်ပြည်နှစ်ထပ်မှာရှိတဲ့နတ်သားတွေနတ်သမီးတွေစုယုံပြီးခြံရံပြီးတော့နတ်မကြီးလေးပါအဆောင်ရှောက်နေလာကြနန္ဒဝဥယျာဉ်တဲ့ပျော်ပါဖို့ရန်အတွက်ပျော်ဝဲစားထွက်တာပေါ့ဗျာသူတို့လည်းပဲခင်ဗျာလူပြည်မှာပျော်ဝဲစားထွက်တယ်လို့ပဲသူတို့နတ်ပြည်လည်းပျော်ဝဲစားထွက်တာတရားမင်းကြီးနော်အဲ့ဒါပျော်ဝဲစားထွက်တာလာရင်ကနေဥယျာဉ်ဘောကနန္ဒဝဥယျာဉ်ဘောကရောက်တဲ့အခါကျတော့ဖြောက်ဆင်သူညံတဲ့မှာကာမဂုဏ်အမိုက်မောင်တွေကြားတဲ့ကအမတန်ကောင်းတဲ့အကြံဉာဏ်ကောင်းလေးပေါ်လာတယ်အဲ့ဒါကဘာလို့ဆိုတော့တဏှာအမြန်ဆုံးကုန်တဲ့နီးဘလို့အားထုတ်ရဘလို့လုပ်ရပါလိမ့်မလဲတဏှာအမြန်ဆုံးကုန်တဲ့နီးသိကျင်လိုက်တာဆိုပြီးတော့အကြံကောင်းဉာဏ်ကောင်းလေးလောကီယာယုံကာမဂုဏ်တွေအမိုက်မောင်တွေကြားတဲ့အလင်းရောင်လေးပေါ်လာတယ်အကြံစီလင်းရောင်အကြံကောင်းဉာဏ်ကောင်းလေးပေါ်လာတယ်ပေါ်ရင်ပေါ်ညာဆိုတော့တရားချုပ်တဲ့နီးသိသလားလို့မြင်တော့ तू မသိရှာဘူးမသိတဲ့အတွက်ကြောင့်ဒီကြံကောင်းညံကောင်းလေးကနော်အမတန်မိုက်မောင်တွေလည်းလောက်ရကာဘုံကြားတဲ့ကနေပြီးဒီအလင်းရောင်လေးထွက်လာတယ်ဆိုတာလောကီအာယုံကာဘုံနေဥယျာဉ်ထဲပြောပါလိုက်မယ်ဝင်ပြီးတော့ခံစားလိုက်မယ်ဆိုရင်လောကီအာယုံကာဘုံဆိုတဲ့တရားတွေကဖြားယောင်သွေးဆောင်တာနဲ့မှွေနောက်ထာနဲ့ငါအကြံကောင်းညံကောင်းလေးတော့ပျောက်သွားချေရဲ့ပြီးတော့ဒီအကြံကောင်းညံကောင်းလေးမပျောက်ရအောင်မပျောက်ခင်စောစောစီးစီးကဘုရားထံသွားပြီးတော့ငါကြံကောင်းညံကောင်းလေးမေးချင်တဲ့ပြဿနာလေးသွားပြီးတော့မင်းမဖြစ်မယ်ဆိုပြီးတော့ကိုယ်တော်လေးမဆန့်ခင်စဲတော်လေးမကွဲခင်ဆိုလို့ရုပ်တည်ဖြုတ်ဆိုရင်ဒါဝရိန်သာနတ်ပြည်ကနေပြီးတော့လူပြည်ဖြစ်တဲ့တာဝတိပြည်ပုပ္ပါယုံကြောင့်ဘုရားသတင်းသုံးတော်မူတဲ့နေရာကိုတခါတည်းရောက်လာတယ်တရားမင်းကြီးရောက်လာပြီးတဲ့အခါတရားမင်းကြီးကမြတ်စွာဘုရားလျှောက်တယ်ဘာလျှောက်တယ်သူတော့ဂိတ်ဒါဝဒာနုခောဗန္ဒီဘိက္ခုတန်ခိတ်တေနာတနာသင်္ခယဝိမုတ်တော်ဟောဒီရှင်ဘုရားတဲ့တပည့်တော်သိကျင်တာတခြားမဟုတ်ပါတဏှာအမြန်ဆုံးကုန်တဲ့ဤတပည့်တော်သိကျင်တယ်ဘုရားတဏှာအမြန်ဆုံးကုန်အောင်ဘယ်ပုံပဲဤကျင့်ရကျင့်ဉာဏ်ကျိုးကိုအားထုတ်ရပါမလဲဆိုတာအဲ့ဒီကျင့်စဉ်လေးတပည့်တော်သိကျင်တယ်တဲ့ဒါကြောင့်လို့ရှင်ဘုရား
လိုရင်းနဲ့တူချင်းအမိတ်ရှိပါတဲ့အရှင်ဘုရားအကျေကြီးအမိတ်ရှိလို့လည်းမရှိဘူးတဲ့ဘာဘူးလို့လဲဆိုတော့ဟောမှာပြောပါဖို့ရန်အတွက်နတ်သားနဲ့သမီးတွေကမှအစင်းသေးစောင့်နေတာမို့လား မှန်ပါဗျာ အဲ့ဒါဆိုဒီကတရားကရှိနေမယ်ဆိုရင်တော်ပါမလား တော်ပါဘူးဗျာ မတော်ဘူးဒါကြောင့်လို့ရှင်ဘုရားတူတူပဲအမိတ်ရှိပါတယ်တရားမင်းကနားရလား မှန်ပါ အဲ့ဒါဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကအမိတ်မရှိသေးခင်တရားမင်းလျှောက်ထားတဲ့အမေလေးအပြည့်စုံသိဖို့ရຫນွေထာဂရဖွင့်ဆိုခြင်းလေးနဲ့တကွာရှေ့ဘက်ကနည်းနည်းလေးပြောထောင်ပို့ပြီးတော့ထင်ရှားအောင်အဲ့ဒါကဘာတော့လို့မင်းတော့ဒီတရားမင်းကြီးဟာတဲ့တဏှာအမြန်ဆုံးကုန်တဲ့နီးကျင့်ရမယ်အကျင့်မေးတဲ့အခါရှေ့ဘက်ကျင့်ရမယ်အကျင့်ကိုမေးတာဘယ်ကျင့်မေးတာလဲတော့ရှေ့ဘက်ကျင့်ရမယ်အကျင့်ခင်ဗျာတနည်းအားဖြင့်ပုပ္ပဘာကအကျင့်ဘာကျင့်တဲ့တော့ ဘုရားပါတာ ပုပ္ပဘာကအကျင့်ဆိုတာလွယ်လွယ်ပြောတော့ဝိပဿနာအကျင့်ဘာအကျင့်နော် ဝိပဿနာကျင့် နောက်ပိုင်းကတော့ပစ္စာဘာကမဲ့ဆိုတာလောကဓာမဲ့လောကဓာမဲ့ကြတာထူးကျင့်စရာမလိုဘူးဉာဏ်ရင့်တန်သွားရင်နိဗ္ဗာန်သူ့ဟာသူမြင်သွားတာပဲဘောပေါက်ဗလား မှန်ပါ အရေးကြီးတာကရှေ့ဘက်ကျင့်တတ်ဖို့အရေးကြီးတာဘာအရေးကြီးတော့ ရှင်းပိုင်းကြည့်ရဖို့ ရှေ့ဘက်ကျင့်တတ်ဖို့ဆိုတာဝိပဿနာကျင့်တဲ့အလုပ်ဘာအလုပ်တော့ ဝိပဿနာကျင့် ဝိပဿနာကျင့်တဲ့အလုပ်ဒါလေးသိဖို့အရေးကြီးတယ်ပြီးတော့မြတ်စွာဘုရားရောက်တဲ့အခါကျဘုရားရှင်ကိုရောမြတ်ကြီးကအမိန့်ရှိတယ်ဘုရားရှင်ကိုရောမြတ်ကြီးကအမိန့်ရှိပုံလေးကိုခင်ဗျားတော့မှတ်အမှားဒီမှာယူဆိုင်ပြီးကြည့်ကြတယ်ဒီမှာရေးကြည့်လိုက်တဲ့အခါကျဒီမှာနှလုံးပြထားတာဒီအိဗေကဘာတော့ဆိုဒီဟောဒီနံပါတ်1ကအဘိဇာနာတိနံပါတ်2ကပရိဇာနာတိနံပါတ်1က ဝိဇာနာ နံပါတ်2ကပရိဇာနာတိဝိပဿနာအလုံးအားထုတ်တော့မယ်ဆိုလို့ရှိရင်တဲ့ခင်ဗျားတို့ကြုတ်တော့ဒီအသိနှမျိုးနဲ့ပြည့်စုံရမယ်ဘာနဲ့ပြည့်စုံရမလို့ ဒီနှမျိုးနဲ့ပြည့် အသိနှမျိုးနဲ့ပြည့်စုံမှဝိပဿနာအလောက်ကအထမြောက်တယ်သဘောပေါက်ပလား မှန်ပါဗျာ ပထမအသိကအဘိဇာနာတိပထမအသိက ဝိဇာနာ ဒုတိယအသိကပရိဇာနာတိဒုတိယအသိက ဝိဇာနာဗျာ အဲ့ဒါဘုန်းကြီးဓာပြင်ဟာတွေအပူစကားတွေမပြောသေးပါဘူးထာဂရဖွင့်ဆိုခြင်းစကားဝယ်ရှေ့ဘက်ကအရင်ပြောပေးပါမယ်အဲ့ဒါကဘာတော့ဆိုတော့အဘိဇာနာတိဆိုတာအနိစ္စရောက်မဲ့တရားကိုသိတာအဘိဇာနာတိဆိုတာ နေစာရောနေ အနိစ္စရောက်မဲ့တရားကိုသိတာဒုက္ခရောက်မဲ့တရားကိုသိတာအနတ္တရောက်မဲ့တရားကိုသိတာအဘိဇာနာတိသဘောပေါက်နော် မှန်ပါဗျာ ငဲနောက်တစ်ခါပရိဇာနာတိဆိုတာကအနိစ္စရောက်သွားတာကိုသိတာပရိဇာနာတိဆိုတာက နေစာရော အနိစ္စရောက်သွားတာကိုသိတာရှင်းမနော်ပြန်ပြောမယ်အဘိဇာနာတိဆိုတာကအနိစ္စရောက်မဲ့တရားကိုသိတာအဘိဇာနာတိဆိုတာက နေစာရောနေဗျာ ပရိဇာနာတိဆိုတာကအနိစ္စရောက်သွားတာကိုသိတာပရိဇာနာတိဆိုတာက နေစာရောသွားတာဗျာ သဘောပေါက်ဗလားအနိစ္စရောက်သွားတာဒုက္ခရောက်သွားတာအနတ္တရောက်သွားတာအတူတူပေါ့ဗျာအဲ့ဒါလေးနည်းနည်းပိုရှင်းတဲ့ရှင်းအောင်ပြောကြပါစို့ဆိုတော့အနိစ္စရောက်မဲ့တရားဆိုတာဝေဒနာပေါ်ရင်ပေါ်လာတဲ့ဝေဒနာသည်အနိစ္စရောက်ဖို့ရင်ပေါ်လာတာမဟုတ်လား မှန်ပါဗျာ ဒါဖြင့်ဝေဒနာပေါ်တိုင်းသိအောင်လုပ်တာအဘိဇာနာတိဝေဒနာပေါ်တိုင်းသိအောင်လုပ်တာ နေစာနာ သဘောပေါက်လားစိတ်ရှုတဲ့ပုဂ္ဂိုလ်စိတ်တွေပေါ်တိုင်းသိအောင်လုပ်တာအဘိဇာနာတိဒါခင်ဗျားတို့ကြုတ်တော့ဒါအရေးကြီးတယ်နည်းနည်းအရေးကြီးတယ်ဘုံအမှန်တန်အရေးကြီးတာဘာလို့အရေးကြီးတာဝေဒနာပေါ်တာဝေဒနာပေါ်မှမသိဘူးစိတ်ပေါ်တာစိတ်ပေါ်မှမသိဘူးဆိုလို့ရှိရင်ဒါတွေကိုပုဂ္ဂိုလ်တ attva ငါသူဘယောက်ျားမိန်းမဆိုအထင်လွဲမှမှုတွေမလာဘူးလား မှန်ပါဗျာ စိတ်ဆိုးတယ်ဆိုရင်ငါစိတ်ဆိုးတယ်ငါဘာမှတ်လို့လဲဆိုတာလာလားမလာဘူးလား မှန်ပါဗျာ ဒီကလေးဆိုကလေးကခင်ဗျားတို့စဉ်းစားကြည့်ဒိဋ္ဌိကွာသေးလား ကွာပါဗျာ ဒိဋ္ဌိမကွာတော့ဘူးဆိုကြတဲ့ဒိဋ္ဌိမကွာဘဲနဲ့ဥပဒနာအလုပ်အထုတ်နေမယ်ဆိုရင်ဒီဥပဒနာအလုပ်ဒီအထမြောက်နိုင်မှာမလား ညောင်းပါဗျာ လောကဓာတ်မဉ္ဇဉ်ဘုံဉဏ်တရားကျေစုပြုနိုင်မှာမလားကျေစုမပြုနိုင်ဘူးကျေစုမပြုနိုင်ဘူးဆိုကြတဲ့ခင်ဗျားတို့စဉ်းစားကြည့်ဒိဋ္ဌိရှိနေရင်ဒိဋ္ဌာသဝါဒိဋ္ဌိရှိနေရင် ပြတာပါဗျာ ဒိဋ္ဌာသဝါဆိုကြတဲ့ဒိဋ္ဌိဆိုတဲ့အာသောတရားသည်နားထောင်ကြည့်ဘုံအားဖြင့်မြဝဲတိုင်အောင်ဓမ္မအားဖြင့်ဂုတ္တရဘူးတိုင်အောင်တဲ့သူကလိုက်တိတ်တယ်ဆိုကြတဲ့ကစဉ်းစားကြည့်ဒီဒိဋ္ဌိဆိုတဲ့တရားသည်ခင်ဗျားတော့ဂုတ္တရဘူးဉာဏ်ပြီးလောကဓာတ်မဉ္ဇဉ်ပေါ်တော့မှာအဲ့ဒါဂုတ္တရဘူးဉာဏ်ထိအောင်သူကလိုက်နေတယ်တဲ့ဂုတ္တရဘူးဉာဏ်ထိအောင်လိုက်နေတယ်ဆိုတော့လောကဓာတ်မဲ့ကြတော့သူမလိုက်နိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလား ဒါဖြင့်ဒိဋ္ဌိမကွာတဲ့ဝိပဿနာဉာဏ်သည်လောကဓာတ်မဲ့ကိုကျေစုပြုအောင်မတတ်နိုင်ဘူးဘာဖြစ်လို့များမတတ်နိုင်ပါလိမ့်မလို့ဒိဋ္ဌိကတားထားလို့ဘသူကတားထားလို့ဒိဋ္ဌိကတားထားလို့သဘောပေါက်ဗလားဒါကြောင့်လို့ခင်ဗျားတို့ကျုပ်တော့အဘိဇာနာတိဝေဒနာပေါ်တိုင်းသိအောင်လုပ်ပါစိတ်ပေါ်တိုင်းသိအောင်လုပ်ပါဆိုတာ
တခြားကြောင့်သိအောင်လောက်ခိုင်းရတာလားဒိဋ္ဌိကွာစေခြင်းလို့အတိခိုင်းရတာလား ဒိဋ္ဌိကွာစေပါ ဒိဋ္ဌိကွာစေခြင်းလို့အတိခိုင်းတာဘုရားကတရားမင်းကြီးဘောပေါက်လားတကယ်တော့တရားမင်းကြီးခေါ်တာလားခင်ဗျားတို့ကျုပ်တို့ဒီလည်းဟောခဲ့တာလား ပြီးတော့လို့ဖြစ်ပါ တပည့်တော်ဒီလည်းဟောခဲ့ပါတယ်ဘုရားဆိုလောပဲရှောက်အောင်ပါပဲဘောပေါက်လားတရားမင်းကြီးကမေးခဲ့တာလဲခင်ဗျားတို့ကျုပ်တို့ဒီမှာပါသွားတာပေါ့ဗျာနားလည်နော်ဒါရင်ဝေဒနာပေါ်တိုင်းသိအောင်လုပ်စိတ်ပေါ်တိုင်းသိအောင်လုပ်ဆိုတာအဘိဇာနာတိရှင်းမလားဝေဒနာပေါ်တိုင်းသိအောင်လုပ်တယ်ဆိုတာ မိစ္ဆာမိစ္ဆာ စိတ်တွေပေါ်တိုင်းသိအောင်လုပ်တယ်ဆိုတာ မိစ္ဆာပါဗျာ ဒါရင်သရဏီနဲ့နည်းနည်းလေးပြောကြည့်အောင်မယ်သရဏီနဲ့နည်းနည်းပြောကြည့်အောင်ဆိုတာအဘိဇာနာတိဆိုတာထူးထူးခြားခြားသိတာအဘိဇာနာတိဆိုတာ သူချစ်ကြရပါဗျာ ထူးထူးခြားခြားသိတယ်ဆိုတော့သေချာကြည့်စိုက်ပါထူးထူးခြားခြားသိတယ်ဆိုတော့ရိုးရာသိလေအရင်ပြောထားမှဖြစ်မှာရိုးရာသိတော့ဘဝမြတ်တန်တရားခင်ဗျားတို့ကျုပ်တို့ရိုးရာသိတဲ့အသိကဘယ်လိုတော့ဆိုတော့စိတ်ကလေးတွေပေါ်တိုင်းငါစိတ်မစမ်းနဲ့ဟုတ်လားကိုနေမကောင်းတယ်မလားဖြစ်တဲ့အခါဝေဒနာတွေပေါ်တဲ့အခါကျလည်းငါနေမကောင်းဘူးကြမ်းပါတယ်ဆိုတဲ့ချမ်းသာတဲ့ဒုက္ခဝေဒနာပေါ်တဲ့အချိန်ကျလည်းငါကြမ်းမာနေတာပဲဆိုပြီးတော့စဉ်းစားကြည့်ဝေဒနာတွေစိတ်တွေကိုငါလို့စွဲမနေဘူးလား ဆွေးနေပါဗျာ ငါပုဂ္ဂိုလ်တ attva ဖြစ်ငါတို့ယောက်ျားမင်းမလည်းထင်းမနေဘူးလား ရှင်းပါဗျာ ဒါရင်လွယ်ပြောတော့ဒိဋ္ဌိမကွာတဲ့အသိသည်ရိုးရာအသိဒိဋ္ဌိမကွာတဲ့အသိသည် ဝိရပါဗျာ ဘောပေါက်ဘူးလားဒိဋ္ဌိမကွာတဲ့အသိသည်ဘဝမြောက်တာတန်တရားကမြတ်စွာဘုရားရဲ့သာသနာတွင်မကြုံတဲ့၍သိနေတဲ့ရိုးရာအသိရှင်းမနော်ငါစိတ်မဆန်းနဲ့ငါပါမှတ်လို့လဲဆိုတာဒီငါပြောနေတာမကြားဘူးလားဆိုတာဒီဟာဘာတော့လို့မင်းဒိဋ္ဌိမကွာတဲ့အသိနဲ့သိနေတဲ့အသိဘောပေါက်ဘူးလား မှန်ပါဗျာ ရှင်းရှင်းပြောတော့ရိုးရာအသိဘာအသိတော့ ဝိရပါဗျာ ရက်ကရွာကသိတဲ့ရိုးရာအသိအဲ့ဒါဘာအသိတော့ဆိုတော့ဒိဋ္ဌိမကွာတဲ့အသိဘာမကွာတဲ့အသိ ဒိဋ္ဌိမကွာတဲ့ရှိပါဗျာ အဲ့လိုဖြစ်မှာဆိုတော့ဘုရားရှင်ကိုရမြတ်ကြီးကဝေဒနာပေါ်တိုင်းသိအောင်လုပ်ပါစိတ်ပေါ်တိုင်း သိအောင်ပါဗျာ အဲ့ဒါဝေဒနာပေါ်တာငါမဟုတ်ဘူးဒါစိတ်ကလေးပေါ်တာငါမဟုတ်ဘူးဆိုတော့ပေါ်တိုင်းသတိတန်းတော့သိနေဒါဝေဒနာပဲဒါစိတ်ပဲဒါငါမဟုတ်ယောက်ျားမဟုတ်ဘူးဆိုတာနှုတ်နဲ့ရော့နေစရာလိုသေးသလားညံတဲ့သူကသူရှင်းသွားတာလား ရှင်းသွားပါ ညံတဲ့သူကသူရှင်းသွားခြင်းကိုပဲဒိဋ္ဌိကွာသွားတယ်လို့ပြောတာဘာကွာသွားတော့ ဒိဋ္ဌိကွာပါဗျာ ခင်ဗျားတို့စဉ်းစားကြည့်ပါဒိဋ္ဌိမကွာတဲ့၍တဏှာကချုပ်ပါမလား ချုပ်ပါဗျာ ဒိဋ္ဌိရှိရင်တဏှာလည်းရှိတော့တာမလား မှန်ပါဗျာ တဏှာရှိတဲ့ဒိဋ္ဌိရှိရင်တဏှာရှိတယ်ဆိုကြတဲ့တဏှာမချုပ်သူရဲ့ဒုက္ခကမချုပ်တော့ဘူးဒါကြောင့်လို့တရားမင်းကြီးကတဏှာမြန်ကုန်ခြင်းတယ်ဆိုတာဒုက္ခကုန်ခြင်းလို့မေးတာပဲဟုတ်ပါ့ဗျာ မှန်ပါဗျာ တဏှာကုန်မှဒုက္ခကုန်မှာမလား မှန်ပါဗျာ ဒုက္ခမျိုးစုံဘသူကပေးတယ်တော့တဏှာကပေးတယ်ဒါကြောင့်ခင်ဗျားတို့ကျုပ်တို့အရေးကြီးတာကရှေ့ဘက်ကတဏှာနဲ့တွဲနေတဲ့ဒိဋ္ဌိကွာဖို့အရေးကြီးတယ်တဏှာနဲ့ကွဲနေတဲ့ ဒိဋ္ဌိကွာပါ ဒိဋ္ဌိကွာဖို့အရေးကြီးတယ်ငကိုယ်တော့ကလည်းခေါ်ခဲ့တာလဲဒီလောက်ထိအောင်ခင်ဗျားတို့စုံအောင်တော့ဟောမပေးခဲ့ဘူးဘောပေါက်ဘူးလားဒီတကတော့စုံလင်းသိအောင်ကဘုန်းကြီးကခေါ်ပေးနေတော့တာပဲအဘိဇာနာတိထူးခြားသိတယ်ဆိုတာဗျာဝေဒနာပေါ်တိုင်းသိတာစိတ်ကလေးတွေပေါ်တိုင်း သိပါဗျာ ဘောပေါက်ဘူးလားဒုက္ခသစ္စာတွေပေါ်တိုင်းသိတာအဲ့ဒါဘာသိတာတော့မင်းထူးခြားသိဘာသိတာတော့ သူချစ်ကြရပါဗျာ ရိုးရာသိဆိုတာနားလဲဗလားရိုးရာသိဆိုတာဒိဋ္ဌိမကွာတဲ့အသိဘာသိ ဒိဋ္ဌိမကွာတဲ့ရှိပါဗျာ ငါစိတ်မစမ်းနဲ့ငါဘာမှတ်လို့လဲဆိုတာဝေဒနာပေါ်တာမှမသိစိတ်ပေါ်တာမှသိပုဂ္ဂိုလ်တ attva ငါသိယောက်ျားမင်းမလားအထင်မှားနေတာမလား မှန်ပါဗျာ အထင်လွဲမှားတဲ့အသိသည်ရိုးရာအသိအထင်လွဲမှားတဲ့အသိသည် ဝိရပါဗျာ အထင်လွဲမှားမှုကင်းနေတဲ့အသိဆိုတာဒိဋ္ဌိကွာတဲ့အသိသည်ထူးခြားသိတာပဲသဘောပေါက်ဗလား မှန်ပါဗျာ ဒါရင်အဘိဇာနာတိရဲ့သဘောနားလဲဗလား နားလဲပြီဒါလားဒါရင်ဇောဘကပြောကြတာအဘိဇာနာတိဆိုတာအနိစ္စရောက်မဲ့တရားကိုသိတာအဘိဇာနာတိအနိစ္စရောက်မဲ့တရားကို ဒီတာဒီစာမန် အနိစ္စရောက်မဲ့တရားဆိုတာတခြားလားပေါ်စေပရိစ္ဆသမုပ္ပါလား ပေါ်စေပြိဿသမုပ္ပါ ပေါ်စေပရိစ္ဆသမုပ္ပါဒဝေဒနာလေးတွေပေါ်တိုင်းသိအောင်လုပ်ဒါပြောလားစိတ်ကလေးတွေပေါ်တိုင်းသိအောင်လုပ်ဒါကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်တော်မူနေတာသဘောပေါက်ဗလား မှန်ဗျာ အဲရောခင်ဗျားတို့နားလည်မှုရှိအောင်ပြောကြဆိုအနိစ္စရောက်မဲ့တရားကိုသိအောင်သတိပြုဒါခိုင်းတာပါပဲအနိစ္စရောက်မဲ့တရားကိုသိအောင် ဒီလို သတိပြုနားလား
သတိပြုမှသာလေအိဋ္ဌရောက်မဲ့တရားပေါ်တိုင်းသိမှာမလား မှန်ပါဗျာ အိဋ္ဌရောက်မဲ့တရားဆိုတာတခြားလားပေါ်စေပရိစ္ဆသမုပ္ပါလား စေတသိက်စာမဟုတ်ပါ ဒါဖြင့်ဝေဒနာပေါ်တိုင်းသိတာစိတ်ကလေးတွေပေါ်တိုင်းသိတာတခြားသိတာလားအိဋ္ဌရောက်မဲ့တရားသိတာ နေစာရောက်ပြီတရားပြီးတာပါ ကဲအိဋ္ဌရောက်သွားတာသိအောင်ပြောကြဆိုတော့ပရိဇာနာတိဆိုတာပိုင်းခြားပြီးသိတာပရိဇာနာတိဆိုတာ ပိုင်းခြားပြီးတာပါ စဉ်းစားကြည့်ညကိုတော့ကတော့ခမရတဲ့ကျုပ်တော်ဝိပဿနာမရှိခင်တုန်းကတော့လူတိုင်းဘယ်ဖြစ်တုံးဆိုတော့တစ်သက်လုံးတော့ဘာတော့ကဒီစိတ်တန်းနဲ့အသက်ရှင်နေလို့မထင်ကြဘူးလား မှန်ပါဗျာ ငါစိတ်ကဘယ်တော့မှမသေးမချင်းဘယ်တော့မှမပြည့်စည်ဘူးဆိုတဲ့အဓိပ္ပာယ်ရောက်မနေဘူးလား ရောက်ပြီပါ ရောက်နေတဲ့ဒီကလေးကစိတ်ဟာတန်းလိုက်ကြီးဖြစ်နေစိတ်ဟာအတန်းလိုက်ကြီးဖြစ်နေတယ်သဘောပေါက်လားလူမသေးမချင်းစိတ်ကဘယ်တော့မှမချုပ်ဘူးဆိုတဲ့အယူဆသည်တစ်သက်တုံးတော့ဘာလုံးကမသေးမချင်းစိတ်ကအတန်းလိုက်ကြီးတစ်ခုတည်းဖြစ်နေတဲ့အဓိပ္ပာယ်ရောက်လားမရောက်ဘူးလား ရောက်ပါဗျာ ကဲခင်ဗျားတို့စဉ်းစားကြည့်ပါဝိပဿနာရှုတဲ့ယောဂီပုဂ္ဂိုလ်ညတော့ခုနပြောတဲ့စိတ်ကလေးတွေကုံသွားတာချုပ်သွားတာပျောက်သွားတာကြည့်လိုက်တဲ့အခါမတွေ့ဘူးလား တွေ့ပါဗျာ ဒါပြင်အနိစ္စရောက်တာလေးတွေမြင်သွားတဲ့အခါကျတော့ဩအခုဇောဘန်းကအသက်ရှင်နေတဲ့စိတ်ကတစ်စိတ်ကြည့်လိုက်တဲ့အခါအဲ့ဒီစိတ်ကမရှိပြန်တော့နောက်ထပ်ပေါ်လာတဲ့စိတ်တစ်စိတ်နဲ့အသက်ရှင်ရတာအရင်စိတ်နဲ့မဟုတ်ဘူးနောက်ထပ်အသက်ပေါ်လာတဲ့စိတ်နဲ့အသက်ရှင်ရတာလို့သိတယ်ဆိုတာတခြားရောက်သိလားလားအနိစ္စရောက်သွားတာသိလို့အသက်ပေါ်တာသိတာလား နေစာရောက်ပါပြီပေါ်တော့ပြီးတာ အနိစ္စရောက်သွားတာမသိတဲ့ပုဂ္ဂိုလ်သိနောက်ထပ်အသက်ပေါ်တာသိပါမလား သိပါပါဗျာ အနိစ္စရောက်သွားတာကိုသိမှအသက်ပေါ်တာသိတာမလား မှန်ပါဗျာ အနာပြင်အနိစ္စရောက်သွားတာသိတယ်ဆိုတဲ့အသိဉာဏ်လေးသိရှင်းစိတ်နဲ့နောက်စိတ်နဲ့ပိုင်းခြားပြီးတော့မသိဘူးလား သိပါဗျာ အဲ့ဒါပိုင်းခြားသိတယ်ဆိုတာအနိစ္စရောက်သွားတာသိမှပိုင်းခြားသိတယ်ခေါ်တယ်အနိစ္စရောက်သွားတာသိမှ ပိုင်းခြားသိပါဗျာ သဘောပေါက်ဘူးလားဒါခင်ဗျားတို့ကျုပ်တော်မှာအရေးကြီးတယ်နားလည်မနော် မှန်ပါဗျာ ကဲနားလည်ပြီဆိုတဲ့အခါဘုရားကဆက်ဟောပြီးသူကလည်းတရားမင်းကြီးကလည်းတဏှာအမြန်ဆုံးကုန်တယ်ဒီအလိုရှိတယ်ဘုရားဒါအရှင်ဘုရားအမိန့်ရှိပါဆိုတော့ဘုရားကဝေဒနာ၃မျိုးရှိတယ်ကွာဝေဒနာဘယ်နှမျိုးရှိတော့ သုံးမျိုးပါ၃မျိုးရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဝေဒနာဘယ်နှမျိုးရှိတော့ သုံးမျိုးပါဗျာ ဇာတိုင်းလျှောက်ပြောနေခင်ဗျားတို့ရှုပ်မှာဆိုလို့တဲ့ခန္ဓာရှိနေသိအောင်ပြောကြဆိုတော့ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပါ ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတော့ဒုက္ခဝေဒနာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတော့ ဒုက္ခဝေဒနာပါဗျာ နားလားကိုယ်ဆင်းရဲမှုကကိုယ်ပေါ်မှာပေါ်တယ်စိတ်ဆင်းရဲမှုကဝန်းထဲမှာပေါ်တယ်ကိုယ်ဆင်းရဲမှုက ဘုရားပါ စိတ်ဆင်းရဲမှုက ဝမ်းထဲမှာပါဗျာ ကဲနောက်တစ်ခါသွားလိုက်ကြအောင်ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုပါ ဒါဒုက္ခဝေဒနာဘာဝေဒနာပါလဲ ဒုက္ခဝေဒနာပါဗျာ ကိုယ်ချမ်းသာမှုကကိုယ်ပေါ်မှာပေါ်တယ်စိတ်ချမ်းသာမှုကဝန်းထဲမှာပေါ်တယ်ကိုယ်ချမ်းသာမှုက ဘုရားပါဗျာ စိတ်ချမ်းသာမှုက ဝမ်းထဲမှာပါဗျာ နားလည်မနော်ကဲနောက်တစ်ခါသွားလိုက်ပါဦးကိုယ်ပေါ်ပေါ်တဲ့ဝေဒနာကတစ်မျိုးနားလည်ဝန်းထဲပေါ်တဲ့ဝေဒနာစိတ်ထဲပေါ်တဲ့ဆိုတဲ့ဝေဒနာကတစ်မျိုးဆိုတော့အဲ့ဒီဥပ္ပခဝေဒနာဆိုတာဒေချာနားထောင်ပါမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ရှားပေါက်မှာဥပ္ပခဝေဒနာပေါ်တယ်မျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ရှားပေါက်မှာဥပ္ပခဝေဒနာပေါ်တယ်အဲ့ဒါကိုယ်ပေါ်ပေါ်တဲ့ဝေဒနာကိုယ်ပေါ်ပေါ်တဲ့ဝေဒနာမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ရှားပေါက်မှာပေါ်တဲ့ဝေဒနာသည်ကိုယ်ပေါ်ပေါ်တဲ့ဥပ္ပခဝေဒနာနားလည်လားကဲဘသူတွေပါပဲပြောကွာသိပြီးတော့အာယုံမထားနိုင်ပါဘူးဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်ကြတယ်လဲဝန်းထဲပေါ်တဲ့ဥပ္ပခဝေဒနာသဘောပေါက်လားဘသူတွေပါပဲဖြစ်သည်မြကမ္မတကာကြီးပါပဲလို့ထားတဲ့ဥပ္ပခဝေဒနာသည်ဝန်းထဲမှာပေါ်တာဘယ်မှာပေါ်တော့ ဝမ်းထဲမှာပါဗျာ ဒါရင်ခင်ဗျားတဲ့ကျုပ်တော်သတိထားကြည့်ရပါဗျာသတိထားကြည့်တဲ့အခါကျတော့ခင်ဗျားကိုယ်ပေါ်မှာဆင်းရဲမှုဆိုတော့ဆူလေးဆူတဲ့အခါမှာကိုယ်ပေါ်မှာမနာဘူးလားနာတယ်အဲ့ဒါကိုယ်ဆင်းရဲမှုဗာဆင်းရဲမှု ကိုယ်ဆင်းရဲပါ အဲ့ကိုယ်ဆင်းရဲမှုဒုက္ခဝေဒနာပေါ်တဲ့အခါပေါ်တိုင်းသိအောင်လုပ်ဆိုတော့ပေါ်တိုင်းသိအောင်လုပ်ခိုင်းတာအဘိဇာနာတိအလုပ်ခိုင်းတာပါပဲသဘောပေါက်လားတတိမဒါမနဲ့သိမှလားတတိထားမှသိမှာ ဒီနာမှာပါဗျာ ဟာလားမြက်ခနဲ့စူလာလဲခင်ဗျားတို့နောက်ကနေတတိလေးရထားလိုက်တော့ဩစုခနဲ့နားတဲ့သဘောလေးပေါ်သွားပါလားဆိုတာမသိဘူးလား ဒီပါလေ နားတဲ့သဘောလေးပေါ်သွားသည်နဲ့တပြိုင်တည်းစူးတဲ့ဒါတစ်စိုက်မမဲ့စူးတာလားမြက်ခနဲ့စူပြီးရက်သွားတာလားရက်တဲ့ခလေးကလေးကိုခင်ဗျားတို့ညံနေစိုက်ပြီးရှုရမယ်ဝိပဿနာနဲ့ရှုရမယ်သဘောပေါက်လားမြက်ခနဲ့ရက်သွားတဲ့အခါကလေးကိုဝိပဿနာနဲ့ရှုတဲ့အခါကျတော့ तू ရှိတာတွေ့သလား तू မရှိတာတွေ့သလား तू မရှိတာတွေ့တယ်သဘောပေါက်လားပေါ်တော့ကဝေဒနာပေါ်တော့က ဝေဒနာပါဗျာ ဒုက္ခဝေဒနာပေါ့ဗျာသဘောပေါက်လားပေါ်တော့ကဝေဒနာဆိုတော့ခ
ခင်ဗျားတို့ကျုပ်တော့သီတုံးကဝေဒနာသီတုံးက ဝေဒနာ ဝေဒနာပေါ်တိုင်းသိတယ်ဆိုကြတဲ့သီတုံးကဝေဒနာသီတုံးက ဝေဒနာ တတိထားလို့သီတုံးကဘာသိတုံးမင်းဝေဒနာသိတာဗျဘာသိတာတော့ ဝေဒနာတိတာ ဒါဖြင့်ဝေဒနာဆိုတာသိဖို့ဟောတာဝေဒနာဆိုတာ ဒီဘောဟောတာ မြက်ခနဲ့ရက်သွားတဲ့အခါမှာဝိပဿနာရှုတဲ့အခါကျဝေဒနာရှိတာသိလားဝေဒနာမရှိတာသိလား ဝေဒနာမရှိတာ ဝေဒနာမရှိဘူးဆိုကြတဲ့အနိစ္စရောက်သွားတာသိတာမဟုတ်လားဘာသိတာတော့ နိစ္စရောက်တာ ဒါဖြင့်ရှုရမှာကအနိစ္စရှုရမှာက နိစ္စ သိရမှာကဝေဒနာသိရမှာက ဝေဒနာ ငိုမောင်ကြီးမှားရှိသေးတယ်နော်သေချာကယူမဆိုင်ဘူးခင်ဗျသိရမှာက ဝေဒနာ ရှုရမှာက နိစ္စ ဒါရှင်းဖို့ရည်ကြီးတယ်ဘောပေါက်လားတရားမင်းကြီးကိုဟောဒီသိလုံးနှစ်ချက်နဲ့ဟောနေတာရှေ့ဘက်ကသတိထားတော့သိတဲ့အသိကဝေဒနာပေါ်တိုင်းအသိခိုင်းတာဒါကြောင့်သိရမှာကဝေဒနာသဘောပေါက်လားရှုရမှာကအနိစ္စရှုရမှာက နိစ္စ မရှုခင်တော့ကသူကရှိနေတာပေါ့ဗျာရှုလိုက်တော့မရှိဘူးဒါရင်မရှိတာသိတာအနိစ္စသိတာပဲမရှိတာသိတာ နိစ္စပါဗျာ ကဲခင်ဗျားတို့စဉ်းစားကြည့်ဒီဝေဒနာတော့ကပေါ်တော့ကတော့ဝေဒနာပဲမဟုတ်လားဝေဒနာပေါ်တိုင်းနဲ့ဘုရားသိအောင်လုပ်ခိုင်းတယ်သဘောပေါက်လားသိအောင်လုပ်ပခိုင်းပြီးတော့သိပြီးသိနေတဲ့ပြန်ဘာလို့အောင်မလဲဝိပဿနာရှုအောင်မလဲရှုလိုက်တဲ့အခါကျတော့မြက်ခရဲရက်သွားနေတဲ့မရှိဘူးလို့အာရုံစိုက်ပြီးရှုတဲ့အခါကျတော့ဝေဒနာတွေ့သလားအနိစ္စတွေ့သလားအနိစ္စတွေ့တယ်အနိစ္စတွေ့တယ်ဆိုရင်ဒီမှာကြည့်ဝေဒနာនិရောဓတဏှာនិရောဓဝေဒနာនិရောဓဝေဒနာនិရောဓရှုခံဝေဒနာချုပ်ပြီးတော့မှဒါထက်မကရှင်းအောင်ဘာသာပြန်တယ်ရှုခံဝေဒနာမရှိတဲ့အချိန်ကြမှာဗါတယ်တော့ ရှုခံဝေဒနာမရှိတဲ့တဗျာဏှာនិရောဓတိမေကောအရှုဉဏ်ဖြစ်တဲ့ဥပဒနာမက်ကရောက်လာတာအရှုဉဏ်ဖြစ်တဲ့ဥပဒနာမက်ကရောက်လာတာဆိုတော့ဝေဒနာရှိတာသိသလားဝေဒနာမရှိတာသိသလား ဝေဒနာမရှိတာဗျာ ဝေဒနာရှိမှမရှိတော့လေဒီဘက်ကတဏှာကလာသေးသလား လာပါဗျာ တဏှာမလာရင်ဥပါဒံလာပါမလားဥပါဒံမလာရင်ကံလာပါမလားကံမလာရင်ဒီဘက်ကဇာတိဇရမဏဆိုတဲ့ဒုက္ခပရိဒေဝဆိုတဲ့ဒုက္ခသစ္စာတွေလာပါမလားဒါကြောင့်လို့ဒီဒုက္ခကုန်ခြင်းတဏှာသက်ရမလို့ဟောတာဒီဒုက္ခကုန်ခြင်းတဏှာသက်ရတဏှာကုန်အောင်လုပ်ရမယ်တဏှာကုန်ခြင်းဝေဒနာအနိစ္စမြင်အောင်ရှုရမယ်တဏှာကုန်ခြင်းဝေဒနာပေါ်တိုင်းသိအောင်လုပ်ပြီးအနိစ္စမြင်အောင်ရှုရမယ်လို့ပြောတာဝေဒနာပေါ်တိုင်းသိအောင်လုပ်ပြီးတော့ နိစ္စပါဗျာ အပြည့်စုံပြောရင်တော့ဝေဒနာပေါ်တိုင်းသိအောင်တတိထားပြီးတော့အနိစ္စမြင်အောင်ရှုဝေဒနာပေါ်တိုင်းသိအောင်တတိထားပြီးတော့ နိစ္စပါဗျာ အနိစ္စမြင်အောင်ရှုလိုက်ရင်ကွာတဲ့မင်းတဏှာကုန်ပါတယ်တဲ့နားရလားတဏှာကုန်ရင်ဒုက္ခကုန်မှာပဲတဏှာကုန်လဲနှိပ်ပါပဲတဏှာនិရောဓနှိပ်ပါနဲ့ဟုတ်ပြီဘောပေါက်လားဒုက္ခនិရောဓနှိပ်ပါနဲ့ဆိုဒုက္ခကုန်ရင်လဲနှိပ်ပါရောက်တာပဲရှင်းမလားကဲတခါကြတော့ခင်ဗျားတို့စဉ်းစားကြည့်အယောင်းဝင်နဲ့လုံနေတဲ့ပုံကိုယ်တွေရောက်ပြီးတဲ့အခါကိုယ်ငွေလေးယူပြီးအိမ်ပြန်လာတဲ့အခါကျတော့သူများလည်းသိမှစိုးရင်တာနဲ့နားရလားအိမ်ထဲမှာတကားပိတ်ပြီးတော့ဘူးလောင်းလောင်းအိုက်ပါပြီးတဲ့ငွေလေးတွေလျှောက်လိုက်ပြီးတော့ဒီနေ့ဘလောက်အမြတ်ဆုံးများရတယ်လဲဆိုရေးနေတဲ့အခါကျတော့စဉ်းစားကြည့်အပြင်ဘက်ကတော့ပူလိုက်လောင်းလိုက်တာတိုးတော်လည်းပူတဲ့လောင်းတဲ့ဘက်ကိုသူကအာရုံမထားနိုင်ဘူးငွေအမြတ်ဆုံးရတာလေးကြည့်ပြီးတော့သူ့စိတ်ထဲဝန်းတာမနေဘူးလားအဲ့ဒါကြတော့စိတ်ချမ်းသာမှုဗါတယ်တော့ စိတ်ချမ်းသာဗျာ စိတ်ချမ်းသာမှုဆိုတဲ့ဝေဒနာဘယ်မှာပေါ်တော့ နိုင်ပါတော့ပါ သတိထားသိသလားမသိဘူးလားသတိထားတော့သိအောင်လုပ်တာအဘိဇာနာတိသတိထားတော့သိအောင်လုပ်တာ ဘိသနာဗျာ ဒုက္ခဝေဒနာပေါ်တိုင်းသိအောင်လုပ်တာသတိထားတာသဘောပေါက်လားဒုက္ခဝေဒနာပေါ်တိုင်းသိအောင်သတိထားတာအဘိဇာနာတိရှင်းနော်ပါဠိနှစ်ခုနဲ့တွဲပြောနေတယ်များမပြောဘူးသိနေပရိဇာနာတိလို့ပြောထားတယ်မလားပရိဇာနာတိဆိုတာအနိစ္စရောက်သွားတာကိုသိအောင်လုပ်ရမယ်ပရိဇာနာတိဆိုတာ နိစ္စပါဗျာ ဝိပဿနာမရှိဘဲနဲ့ရပါဗလား မရပါဘူးဗျာ ဒါဆိုတော့ရှေ့ဝေဒနာရှိမရှိနောက်စိတ်နဲ့တွေးကြည့်တာဥပဒနာဆိုတော့ဝန်တယ်လိုက်တဲ့တွေးတဲ့ဥပဒနာရှိတဲ့စိတ်လည်းရောက်တော့ရှိသေးသလား ရှိတော့ပါဗျာ မရှိတာက နိစ္စ သိတာက မေတ္တာ ဘောပေါက်လားစဉ်းစားကြည့်ဒုက္ခဝေဒနာချုပ်သွားတာကိုသိတယ်ဆိုတော့ဒုက္ခဝေဒနာမရှိတာသိတာမဟုတ်လား မှန်ပါဗျာ ဒုက္ခဝေဒနာမရှိတာကအနိစ္စသိတာကမက္ခဒုက္ခဝေဒနာမရှိတာက နိစ္စပါ သိတာက မေတ္တာ ဒါဖြင့်ဒုက္ခဝေဒနာမရှိတာမရှိမှန်းသိရင်တဏှာလာပါမ မှန်ပါဘူးဗျာ လားတဏှာမလာရင်ဥပါဒံကံ မှန်ပါဘူး ဇာတိဇရမဏတောကပရိဒေဝဒုက္ခမျိုးစုံလာပါမလားမလာဘူးသဘောပေါက်ဗလားဒါခင်ဗျားတို့ကျတော့အရေးကြီးတယ်တရားမင်းက
မေးတော့အရှင်ဘုရားတဏှာကုံတဲ့နီးရှေ့ပိုင်းကျင့်ရမယ်ပုဗ္ဗဘာကအကျင့်ဆိုဝိပဿနာအကျင့်ပေါ့ဗျာအဲ့ဒါအရှင်ဘုရားလူရင်းနဲ့တို့ကျင့်အမိန့်ရှိစမ်းမှာဆိုတော့ဘုရားကပါဠိနှလုံးနဲ့အမိန့်ရှိတယ်ပါဠိနှလုံးနဲ့အမိန့်ရှိတယ်ဆိုတော့အဘိဇာနာတိပရိဇာနာတိအဘိဇာနာတိထူးထူးခြားခြားသိအောင်လုပ်ပါရိုးရာအသိနဲ့မပြီးဘူးတဲ့တဘောပေါက်လားရိုးရာအသိဆိုတာဒိဋ္ဌိမကွာတဲ့အသိရိုးရာအသိဆိုတာထူးထူးခြားခြားသိတယ်ဆိုတာဒိဋ္ဌိကွာတဲ့အသိထူးထူးခြားခြားသိတယ်ဆိုတာဝေဒနာတွေပေါ်တိုင်းသိတာထူးခြားတဲ့အသိစိတ်ကလေးတွေပေါ်တိုင်းသိတာထူးခြားတဲ့အသိသတိမထားဘဲနဲ့သိမှလားသတိထားတော့သိသလားဒါရဲ့ဝေဒနာပေါ်တိုင်းသတိထားလို့သိတာအဘိဇာနာတိဝေဒနာပေါ်တိုင်းသတိထားလို့သိတာအဘိဇာနာတိဒါလားဆရာတော်ကြီးကဒီနေရာမှာခင်ဗျားတော့ထည့်မပြောဘူးနော်ဝေဒနာရှုဖို့လောက်ပဲထည့်ပြောတာဘုန်းကြီးကပါဠိတော်နဲ့သူထာဂရဖွင့်ချက်တွေကြည်ပြီးတော့ခင်ဗျားတို့ဉာဏ်ထက်ရှင်းလင်းဝိပဿနာအလုပ်ဆိုတာဒီအသိနှမျိုးနဲ့ပြည့်စုံမှကိစ္စပြီးမှာပါလားဆိုတာရှင်းအောင်တော့ထည့်ပြောနေတာနားလဲဗလားဒါအရေးကြီးတယ်အဲ့လိုခင်ဗျားတို့ကိုလောက်ရတဲ့အလုပ်စဉ်ဟာတိတိကျကျမိမိရသိထားမှသာလေကိုအလုပ်စဉ်ဟာသိချမှာမလားဒါလိုမဟုတ်ရင်ဒိဋ္ဌိမကွာတဲ့အသိကြီးတွေများရိုးအသိတွေများသွားနေမယ်ဆိုရင်ဒုက္ခချုပ်ခြင်းရုပ်သိမ်းတဲ့နိဗ္ဗာန်ရောက်နေမှာမလားမရောက်နိုင်ဘူးဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကအသိနှမျိုးနဲ့ဟောတာတခြားကြောင့်ဟောတာလားတဏှာအမြန်ကုန်စေခြင်းတဲ့သဘောမျိုးနဲ့ဟောတာလားတဏှာကုန်ရင်ဒိဋ္ဌိကလည်းကုန်ပါဟုတ်ဗျဒိဋ္ဌိနဲ့တဏှာနဲ့တွဲနေတာပါသဘောပေါက်လားဒိဋ္ဌိတဏှာကုန်တယ်ဆိုတဲ့နောက်ကဒုက္ခတွေမကုန်မဲနေရမလားကုန်ရမလားကုန်ရမှာဟောဗျတဏှာကအကြောင်းတရားဒုက္ခအကျိုးတရားဆိုတော့အကြောင်းကုန်ရင်အကျိုးကလည်းဘယ်ပြတော့စဉ်းစားကြည့်ပါလားမိစာနဲ့စီကုံသွားရင်မိကသူ့လင်းနေနိုင်မှာမလားဘလို့ပဲလင်းမနေနိုင်ဘူးနားလဲမနော်ဒါရှင်းဖို့အရေးကြီးတယ်ကဲနောက်တစ်ခါသွားလိုက်ပါဦးဒုက္ခဝေဒနာပြီးသွားပြီဒုက္ခဝေဒနာလည်းကိုယ်ပေါ်တဲ့ဒုက္ခဝေဒနာလည်းပြောပြီးပြီနောက်တစ်ခါကြတော့ခင်ဗျားတို့စဉ်းစားကြည့်ပစ္စည်းဥစ္စာယရနာတွေရတာအမတန်ပေါ်ပြပြီးတော့နေပါရဲ့နားလားပေါ်ပြရင်ပေါ်များတော့လည်းပဲဒီပစ္စည်းရတွေအကြောင်းပြုပြီးတော့ကြတော့ဟောအခွန်လာကောက်ပြန်ပြီးတော့ကြတော့ဟောကဘာချင်းညာချင်းလာခွဲတဲ့အခါကြတော့ဒီပစ္စည်းတွေအကြောင်းပြုစိတ်မချမ်းသာမှုကလာတယ်မလားဘူးလားအဲဒီစိတ်မချမ်းသာမှုဆိုတဲ့ဒုက္ခဝေဒနာဒေါမနတဝေဒနာဘယ်မှာပေါ်လဲသတိထားရင်သိသလားမသိဘူးလားဘာသိတာတော့မင်းစိတ်ဆင်းရဲမှုဝေဒနာပေါ်တာသိတာဖေဘာသိတာတော့စိတ်ဆင်းရဲမှုဝေဒနာပေါ်သိတာငါပေါ်တာသူပေါ်တာယောက်ျားပေါ်တာသိတာဟုတ်သေးလားမဟုတ်ဘူးဆိုကြတဲ့ကထူးခြားတဲ့အသိဖြစ်သွားပြီဘာအသိဖြစ်သွားတော့ကဲထူးခြားတဲ့အသိပြီးလို့ရှိရင်ပိုင်းခြားသိအောင်လုပ်စမ်းပါအောင်တဲ့ဘာသိအောင်လုပ်မလို့ပိုင်းခြားသိအောင်လုပ်စမ်းပါအောင်ဆိုတော့အနိစ္စသိအောင်ဝိပဿနာရှုစမ်းပါအောင်ခိုင်းတာပဲအနိစ္စသိအောင်ဒီတော့ရှင်းဝေဒနာရှိမရှိဝိจิตဥပဒနာရှုတဲ့စိတ်လည်းရောက်တော့ရှိသေးသလားမရှိတာကသိတာကဘောပေါက်ဘူးလားငကိုတော့ကတော့ဝိပဿနာမရှိတော့အနိစ္စရောက်မှမသိအနိစ္စရောက်မှမသိတော့ရှင်းစိတ်နဲ့နောက်စိတ်ဟာတဲ့တော့စိတ်တစ်စိတ်တည်းနဲ့အသေးရှင်လို့မထင်ဘူးလားထင်ပါပါတစ်စိတ်ချုပ်ပြီးတစ်စိတ်ပေါ်လို့သိရလားမသိဘူးမသိဘူးတခြားရောက်မသိတယ်လားပိုင်းခြားသိတဲ့အသိမပါလို့လားပိုင်းခြားသိတဲ့အသိမပါဘူးပိုင်းခြားအသိဆိုတာအနိစ္စမြင်အောင်သိတဲ့အသိအနိစ္စရောက်သွားတာသိတဲ့အသိကပိုင်းခြားသိရှင်းမလားမှန်ပါဗျာဒါခင်ဗျားတို့ဉာဏ်နဲ့ရှင်းဖို့အရေးကြီးတယ်ဒါဖြင့်ခုနပြောခဲ့တဲ့စိတ်ဆင်းရဲမှုမရှိတာမရှိမှန်းသိတော့လဲစဉ်းစားကြည့်ဒီဆင်းရဲမှုပျောက်ခြင်းနဲ့ဆိုတဲ့တဏှာလာပါမလားတဏှာမလာရင်ဥပါဒံဥပါဒံမလာရင်ကံကံမလာရင်ဇာတိသမဏသောကပရိဒဝဒုက္ခမျိုးစုံလာပါမလားမလာတော့ဘူးသဘောပေါက်လားဒီဒုက္ခတွေဘာဖြစ်လို့များချုပ်သွားပါလိမ့်မလို့မင်းဝေဒနာကိုအနိစ္စမြင်အောင်ရှုတော့ဝေဒနာကိုအနိစ္စမြင်အောင်ရှုတော့ပါဗျာဒါကရာဆရာကြီးကတော့ဖွင့်ပြောတာဘာပြောတော့ဝေဒနာကုံနာပြောက်တာမြင်အောင်ကြည့်ဝေဒနာကုံနာပြောက်တာမြင်အောင်ကြည့်အနိစ္စမြင်အောင်ကြည့်ဆိုတာတဲ့သဘောကအတူတူပဲမဟုတ်လားကုံနာဝေဒနာကုံနာပြောက်တာကိုမြင်လို့ရှိရင်အဲ့ဒါဆိုရင်မင်းတဏှာကုန်ပါပဲကွာတဏှာကုန်ရင်ဒုက္ခမျိုးစုံချုပ်သွားမှာပါပဲတဲ့ဒုက္ခကုန်ပါပဲလို့ပြောတာနားလည်မလားတရားသိမများဘူးနော်တိုချင်းနဲ့တကယ်ထိမိတဲ့တရားလေးပဲဘုရားမိန့်တော်မူထားတာနားလည်မလားကဲနောက်တစ်ခါသွားလိုက်ပါဦးဥပေက္ခဝေဒနာဘာဝေဒနာတော့မျက်လုံးတဲ့ဘောဓာဥပေက္ခဝေဒနာနားတဲ့ဘောဓာရှားဘောဓာဥပေက္ခဝေဒနာတွေဒါတွေပေါ်တိုင်းခင်ဗျားတို့ကမရှုနိုင်သေးဘူးဆိုရင်ဒါပြင်ဟာမရှုတယ်ဝန်းတဲ့ပေါ်တဲ့ဥပေက္ခဝေဒနာအရင်ရှုလိုက်အောင်ဝန်းတဲ့ပေါ်တဲ့ဥပေက္ခဝေဒနာဆိုဘယ်သူတွေပါပဲဖြစ်ကွာဒီလောက်တည်းအောင်စိတ်ထဲတော့အာယုံမရောက်ပါဘူးဆိုတော့
ဒါခင်ဗျားတို့ကလေးလူရှုထားတဲ့အတိတ်ပဲမရောက်ဘူးလား ရောက်ပါဘူး လေးလူရှုထားတဲ့ဆိုကြရဝန္တဲ့ဥပ္ပခဝနာပေါ်တယ်ဆိုတာတိထအသိသလားမသိဘူးလား သိပါပါဘူး ခင်ဗျားတို့နားလည်မှုရှိအောင်ပြောတဲ့ကျုပ်ကဘာမှကိုအာယုံမထားပါဘူးဆိုကြရသိသေးသလား သိတော့ မသိဘူးဆိုတဲ့စိတ်ဟာဥပ္ပခဝနာတွေတွဲနေတာပါပဲလူချင်းနဲ့လူရင်းပြောတော့သဘောပေါက်လားအဲဒီဥပ္ပခဝနာဘယ်မှာပေါ်တော့ မနေပါဘူး သတိထားသိသလားမသိဘူးလားဘာပေါ်တာသိတာတော့ ဘကဝေရောက်တာဟုတ်ပါဘူး ငါတို့ပဲယောက်ျားမင်းမပေါ်တာဟုတ်သေးလား ဟုတ်ပါဘူး မဟုတ်ဘူးဆိုကြရဒိဋ္ဌိကွာတဲ့အသိဘာကွာတဲ့အသိ ဒီမှာတော့ဒီ ဒိဋ္ဌိကွာတဲ့အသိကိုဘုရားကထူးထူးခြားခြားသိတာဘာသိတာ ချစ်ချာရတာပါ အခြားကြောင့်သိတာလားသတိထားလို့သိတာလား ဒီတော့သိတာပါဗျာ ကဲတော့တစ်ခါပိုက်ကြသိအောင်ဝိပဿနာရှုကြပါအောင်ဆိုတော့ရှင်းဝေဒနာရှိမရှိ နောက်ဆုံးသိချင် ဝေကြည့်တဲ့ဝိပဿနာပြုတဲ့စိတ်လည်းရောက်တာရှိသေးလား ရှိတော့ပါဘူး မရှိတာက လိစ္ဆာ သိတာကဒီလိုသွားမှလည်းပြောတာရှင်းမနော်ဒါခင်ဗျားတို့ကျုပ်တော့ကဲဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကလည်းဝေဒနာရှုတဲ့ဒီလိုကြွရှုပုဂ္ဂိုလ်ကြတော့ခင်ဗျားတို့ကျုပ်တော့ကြတော့စိတ်ရှုနေကြဖြစ်နေတယ်စိတ်ရှုနေကြဖြစ်တဲ့အခါကျတော့ဒါဖြင့်တပည့်တော်ဝေဒနာပြောင်းရှုရမှာလားမေးစရာလိုတယ်မလိုပါဘူးနားရလားဘာဖြစ်လို့မလိုတော့ဆိုရင်ဝေဒနာနဲ့စိတ်ဆိုတာတန်မြုပ်တာဓမ္မဝေဒနာနဲ့စိတ်ဆိုတာတန်မြုပ်တာဓမ္မဆိုတော့ခင်ဗျားတို့ကဉာဏ်ထဲရှင်းချင်မှရှင်းမယ်ခင်ဗျားတို့ဉာဏ်ထဲရှင်းလောက်အောင်သဘောပေါက်လောက်အောင်ပြောကြပါဆိုဆိုရှင်းဘုန်းဆရာတော်ဘုရားကြီးကမီးနဲ့အယောင်ဘသူကအရင်ပေါ်တယ်လဲလို့မေးရင်အတူတူပဲပေါ့နော်မီးကသေးသေးဆိုအယောင်ကသေးသေးပဲမီးကကြီးကြီးဆိုရင်အယောင်ကကြီးကြီးဘသူကအရင်စပေါ်လို့ပြောလို့ဖြစ်ပါမလား ဖြစ်ပါပါဘူး အတူတူပေါ်ပြီးအတူတူချုပ်တာမို့လားဒီမှာလည်းဒီပဲဝေဒနာနဲ့စိတ်နဲ့သာအတူတူပေါ်ပြီးအတူတူချုပ်တာတဲ့ဒါရင်စိတ်ရှုတဲ့ပုဂ္ဂိုလ်ကဝေဒနာမပါဘူးလား ပါပါဗျာ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်လည်းစိတ်မပါဘူးလားဒါရင်ခင်ဗျားတို့ရှုနေကြဖြစ်တဲ့စိတ်ပဲရှုသဘောပေါက်လားဝမ်းသာတဲ့စိတ်ပေါ်နေတဲ့သတိထားသိသလားမသိဘူးလားသိသိနဲ့တပြိုင်နက်ရှင်းစိတ်ရှိမရှိတွေ့ကြည့်တဲ့ဥပဒနာရှုတဲ့စိတ်လည်းရောက်တော့ရှိသေးလား ရှိတော့ပါဘူး မရှိတာက လိစ္ဆာ သိတာက မနေပါဘူးဗျာ ဒါရင်စိတ်ကလေးတွေပေါ်တိုင်းသိတာအဘိဇာနာတိစိတ်ကလေးတွေပေါ်တိုင်းသိတာ ဒီဆိုင်ရာနာဗျာ တခြားသိတာလားအိဋ္ဌရောက်မဲ့တရားသိတာလား ဒီဆိုင်ရာမနေပါဘူးဗျာ ငကိုယ်တော့ကတော့အိဋ္ဌရောက်မဲ့တရားကိုသိကိုမသိခဲ့ဘူးတစ်သက်လုံးဘဝလုံးကမသိမချင်းဒီတိုင်းပဲအသိရှင်နေတာပဲလို့မထင်ခဲ့ဘူးလား ဒီမှာပါ အခုတော့အိဋ္ဌရောက်မဲ့တရားသိတယ်ဆိုတာတခြားသိလားပေါ်စေပရိစ္ဆသမုပ္ပါသိတာလား ပေါ်စေတဲ့စိတ်ကပါဘူးဗျာ အလကားပေါ်လာလားအိဋ္ဌပြမလို့ပေါ်လာလား လိစ္ဆာပြပါဘူး သူပြမလို့ပေါ်လာဟုတ်တယ်လားမဟုတ်ဘူးလားသိကျင်တဲ့အခါပိုင်းခြားသိအောင်ဝိပဿနာရှုလိုက်ပါအောင်တဲ့ရှင်းစိတ်ရှိမရှိ နောက်ဆုံးသိချင် ဝေးကြည့်တဲ့ဥပဒနာရှုတဲ့ဆိုလည်းရောက်တော့ရှိသေးသလားမရှိတာကသိတာက မနေပါဘူး ဒါဖြင့်စိတ်မရှိတာမရှိမှန်းသိတာနောက်ကတဏှာကလာသေးလား မလာတော့ပါဘူးဗျာ တဏှာမလာဘူးဆိုကြရစဉ်းစားကြည့်ဒီဘက်ကတဏှာမလာဘူးဆိုရင်တဏှာကြောင့်ရမယ်ဘာတော့ငင်ဒုက္ခမျိုးစုံရအောင်မလားမလာတော့ပါဘူးနားလည်မလားကဲတခါစိတ်မချမ်းသာဘူးဗျာဆိုတော့မချမ်းသာတဲ့စိတ်ဘယ်မှာပေါ်တော့ ဝမ်းနေပါဘူး သတိထားသိသလားမသိဘူးလားသိသိနေတယ်ရှင်းစိတ်ရှိမရှိ နောက်ဆုံးသိချင် ဝေးကြည့်တဲ့ဥပဒနာရှုတဲ့ဆိုလည်းရောက်တော့ရှိသေးသလား ရှိတော့ပါဘူး မရှိတာကသိတာက မနေပါဘူး တဏှာဥပါဒံကံနေမလာတာကသမုဒိယသစ္စာသေးတာသမုဒိယသိရင်ဒုက္ခလာပါမလားဒုက္ခမလာဘူးဆိုတော့တဏှာအမြန်ကုန်တဲ့နီးမေးတာတခြားမေးတာလားဒုက္ခကုန်ခြင်းလို့မေးတာလားဒုက္ခကုန်ခြင်းလို့မေးတာသဘောပေါက်လားကဲဒါနဲ့ပတ်သက်ပြီးတော့ခမရတဲ့ကျတော့ခုနဘုန်းကြီးပြောလိုက်တာတော်တော်လေးတော့နားလေတော်တော်လေးတော့အေဝလာပြီအေဝလာပြီဆိုတဲ့အခါကျတော့နည်းနည်းလေးပြောစရာလေးတွေကြံနေသေးတယ်တော့ကြတာအချင်းတိတ်ပြီးတော့လွန်သွားလို့ပြောချင်ခွင့်ရမှာလဲစိုးရတယ်ထူးထူးခြားခြားထာဂရဆရာဖွင့်ပုံလေးအဲ့ဒါလေးပြောကြပါစို့လို့ဆိုတော့သေချာလဲကူးစိုက်ကြအဲ့ဒါကဘာတော့ဆိုတော့ဝိပဿနာဉာဏ်ဆိုတဲ့တရားဟာကွာတဲ့ဟာလားရှင်းပိုင်းကပြောစရာတော့ရှိသေးတယ်ပြောစရာရှိတဲ့အချိန်တော့ရောက်ရတော့ရမှထင်မှာသေချာကူးစိုက်ပြီးနားထောင်လိုက်ဦးရှင်းပိုင်းကပဲအရင်ပြောလိုက်ပါဦးအနိစ္စ ानु ပတ္တိဝိဟရတိဆိုတဲ့စကားမှာနံပါတ်1အနိစ္စကိုသိအောင်လုပ်ရမယ်နံပါတ်1 လိစ္ဆာကိုသိအောင်လုပ်ပါဘူး နံပါတ်2အနိစ္စ ानु ပတ္တနာကိုသိအောင်လုပ်ရမယ်နံပါတ်2 လိစ္ဆာကိုသိအောင် အနိစ္စ ानु ပတ္တနာကိုသိအောင်လုပ်ရမယ်နံပါတ်3အနိစ္စ ानु ပတ္တိကိုသိအောင်လုပ်ရမယ်နံပါတ်3 လိစ္ဆာကိုသိအောင်လုပ်ပါဘူး သုံးချက်နော်နံပါတ်1ကအနိစ္စကိုသိရမယ်နံပါတ်2ကအနိစ္စ ानु ပတ္တနာကိုသိရမယ်နံပါတ်3ကအနိစ္စ ानु ပတ္တိကိုသိရမယ်သုံးချက်အဲ့ဒီသုံးချက်ထဲမှာခင်ဗျားတို့စဉ်းစားကြည့်အနိစ္စကိုသိရမယ်ဆိုတာအနိစ္စရောက်မဲ့တရားဆိုတာတခြားလားခန္ဓာ၅ပါးလားခင်ဗျားတို့ကျတော့စိတ်ရှုဖို့လဲစိတ်တစ်လုံးနဲ့ပေါ်တာလားခန္ဓာ၅ပါးလုံးတွဲပေါ်တာလားဒါစိတ်ကလေးသင်္ကေတထားပြီးရှုညာဆိုလဲစိတ်ကလေးပေါ်တိုင်းသိတယ်ဆိုတာခန္ဓာ၅ပါးလုံးပေါ်တိုင်းသိအောင်လုပ်တယ်ဆိုတာအနိစ္စသိတာပါပဲ
ဘာသိတာတော့ နေစာသိတာ ဒါကြောင့်ဒီမှာအဖွင့်ကြတာအနေဇံတိပိစိတ်ခန္ဓာအနေဇာဆိုတာတခြားမဟုတ်ဘူးပိစိတ်ခန္ဓာခန္ဓာ၅ပါးလုံးပေါ်နေတာကိုဆိုလို့တဲ့ဘာပေါ်နေတာခန္ဓာ၅ပါးလုံးပေါ်နေတာဆိုလိုပါတယ်တဲ့သဘောပေါက်ဘူးနော်ဒါရဲ့ခန္ဓာတွေပေါ်တိုင်းသိတာအနေဇာကိုသိတာခန္ဓာတွေပေါ်တိုင်းသိတာ နေစာကိုသိတာပါဗျာ စောဘကမပြောခဲ့ဘူးလားအပိဇာနာတိနဲ့သဘောကအတူတူပဲရှင်းမနော်ကဲနောက်တစ်ခုအနေဇာနုပဒနာပါတယ်တော့ နေစာဝိပဿနာ အနေဇာနုပဒနာသေချာရှင်းပြောမယ်သေချာကိုယူဆိုင်ပြီးနားတော့အနေဇာနုပဒနာဒီပင်စေခန္ဓာနဲ့ခရတော်ဝေယတော်ဒသနာညာနဲ့ကဲဘာပြောတာတော့ခန္ဓာ၅ပါးကုံသွားတာပျောက်သွားတာကိုသိတဲ့ဉာဏ်အဲ့ဒါဘာတော့မေ့ရအနေဇာနုပဒနာပါတယ်တော့ နေစာဝိပဿနာ ခန္ဓာရဲ့ကုံနာပျောက်တာသိတဲ့မြင်တဲ့ဉာဏ်ဒါလားကရဝိပဿနာရှုတဲ့အခါကျတော့ခန္ဓာရှိတာသိသလားမရှိတာသိတာ ရှိတာရှိတာဗျာ မရှိဘူးဆိုကြတဲ့ကုံသွားတာမသိချဘူးလား သိကြပါဗျာ ပျောက်သွားတာမသိချဘူးလား သိကြပါဗျာ ကုံနာပျောက်တာသိတဲ့ဉာဏ်လေကိုယ်တန်တန်ပုံမှန်သိတယ်ဆိုတာဒါပြင်ပုဂ္ဂိုလ်ကသိလားရှုတဲ့ယောဂီကသိတာလား ရှိတဲ့ဉာဏ်လေးက ဘုရားရှင်ကိုရမြတ်ကြီးကအနေဇာနုပဒနာလဲယောဂီပုဂ္ဂိုလ်ကသိအောင်လုပ်ရမလို့ပြောတာရှင်းမလားဒီတော့ရှုတဲ့ပုဂ္ဂိုလ်မှာကိုဉာဏ်ရတယ်မရဘူးဆိုတာသိမှာမို့လားမရှုတဲ့ပုဂ္ဂိုလ်ကျတော့ကိုဉာဏ်ရမရသိပါမလားမသိဘူးဒါပြောတာကဲနောက်ဆုံးတရားကဘယ်သူတော့လို့ဆိုတော့စဉ်းစားကြည့်အနေဇာနုပတ္တိကိုသိရမယ်ဘာကိုသိရမလို့ နေစာသိတာဗျာ အနေဇာနုပတ္တိဆိုတာကိုဉာဏ်ရတယ်မရဘူးဆိုတာရှုတဲ့ပုဂ္ဂိုလ်ကသိသလားမသိဘူးလား သိပါဗျာ နားလားဒါကြောင့်သိမှသိမသိကိုသိစီဆိုတဲ့စကားတွေကကိုသိဉာဏ်ရတယ်ဆိုတာကိုပဲသိတယ်ဘေးကလူကသိပါမလား သိပါဘူး ဘေးကလူဆိုတာကိုကပြောမှသိမှာမို့လား မှန်ပါဗျာ ဘေးကပြောတာမယုံနဲ့ကိုဉာဏ်နဲ့ကိုမြင်တာကိုပတိချာသိအောင်လုပ်ပါလို့သေချာဘုရားကဟောနေတာပဲရှင်းမနော်ကဲရှင်းပြောစရာပြောကြပါဆိုတော့ဟောဒီဝိပဿနာဉာဏ်သည်စေတကြီးဒေါသစိတ်ကလေးပေါ်လာတဲ့အခါအဲ့ဒီဒေါသစိတ်ကလေးပေါ်လာသိပြီးတော့ဝိပဿနာရှုတဲ့အခါဒေါသစိတ်ရှိတာသိတာလားဒေါသစိတ်မရှိတာသိတာလား ဘာသာရှိတာရှိတာဗျာ ဒေါသစိတ်ကိုခန္ဓာဖွဲ့လိုက်တော့ဝိညာဉ်နဲ့ခန္ဓာဘာခန္ဓာ ဉာဏ်နဲ့ခန္ဓာ ဝိပဿနာရှုတဲ့အခါဝိညာဉ်နဲ့ခန္ဓာရှိတာသိလားခန္ဓာမရှိတာသိသလား ဘာမရှိတာဗျာ ခန္ဓာမရှိတာသိတယ်ဆိုကြတဲ့ဟောဒီဝိပဿနာဉာဏ်သည်တဲ့ခန္ဓာစွန့်ဝိပဿနာဉာဏ်သည် ခန္ဓာဆုံးပါဗျာ နားလည်နော်ဝိပဿနာဉာဏ်သည်ဘာစွန့်တယ်လဲခန္ဓာစွန့်တယ်နားလားခန္ဓာစွန့်လိုက်တော့ခန္ဓာမှမရှိတော့လဲတဏှာကလိုချင်သေးလား မလို့ကျင်တော့မလိုချင်တော့ဘူးဆိုတော့တဏှာကလာသေးလားတဏှာကမလာတဲ့အတွက်ကြောင့်ဝိပဿနာဉာဏ်သည်ခန္ဓာလဲစွန့်တဏှာလဲစွန့်ဝိပဿနာဉာဏ်သည် ခန္ဓာလေးဆုံးခန္ဓာလေးဆုံးပါဗျာ ကဲစဉ်းစားကြည့်ခန္ဓာစွန့်နေဆိုကြတဲ့ကခန္ဓာရှိတာသိတာလားခန္ဓာမရှိတာသိတာလား ရှိတာဗျာ ဒီနေရာမှာခမရတဲ့ကျုပ်တော့အားရစရာဘယ်တော့ကောင်းတယ်လဲဆိုတော့နိဗ္ဗာန်မှာခန္ဓာရှိသလား ရှိပါဗျာ ဒါပြင်ခန္ဓာမရှိတာသိတဲ့ပုဂ္ဂိုလ်သည်နိဗ္ဗာန်တစိတ်တရေသသိခန္ဓာမရှိတာသိတဲ့ပုဂ္ဂိုလ်သည် နိဗ္ဗာန်သိတဲ့သိတာဗျာ ဓမ္မပါဗလားနိဗ္ဗာန်ကိုသိစာပြုလာနိဗ္ဗာန်ကို သိစာဗျာ သိစာပြုလာတယ်ဒါရဲ့ဥပဒနာမဲ့သည်ခန္ဓာလဲစွန်တဏှာလဲစွန်ဝိပဿနာမဲ့သည် ခန္ဓာလေးဆုံးခန္ဓာလေးဆုံးပါ ခန္ဓာစွန့်လိုက်တဲ့အတွက်ကြောင့်ခဏနိဗ္ဗာန်ကိုသိသည်ဘာသိတော့ ခန္ဓာလေးပါသိပါဗျာ တဏှာကိုစွန့်လိုက်တဲ့အတွက်ကြောင့်ဒီမှာကြည့်တဏှာစွန့်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ကိုယ်ဝန်းတဲ့တဏှာရှိတဲ့အချိန်ကြတော့တဏှာဟောဟာလိုချင်တယ်ဒီဟာလိုချင်တယ်ဟဲ့လားဟောလူနဲ့တွေ့ချင်တယ်ဒီလူနဲ့တွေ့ချင်တယ်ဆိုကြတဲ့ဖတ်ဖတ်မောနေအောင်ပြေးလွှားနေရတာမဟုတ်လား မှန်ပါဗျာ ဖတ်ဖတ်မောပြေးလွှားနေရကြတဲ့ခင်ဗျားတို့သက်သာရသလားဆင်းရဲနေရသလားဆင်းရဲနေရတာတခြားကြောင့်ဆင်းရဲတာလားတဏှာခိုင်းနေလုံးနေရတာဆင်းရဲတာလား ခန္ဓာလေးလုံးနေသိတာ ဒီကလေးကခင်ဗျားတို့စဉ်းစားကြည့်တဏှာစွန့်လိုက်တဲ့အတွက်ကြောင့်တဏှာခိုင်းစရာလုပ်စရာလိုသေးလား လို့တော့ တဏှာခိုင်းစရာလုပ်စရာမလိုဘူးဆိုကြတဲ့ခင်ဗျားတို့စဉ်းစားကြည့်ဩတို့ကျွံမိုးကလွတ်ရေကျွံမိုးက လွတ်ပါ လို့ ဘူး ပါ ဗျာ ဗျာ ဘယ်အချိန်လွတ်တယ်တော့တဏှာစွန့်တဲ့အချိန်လွတ်တာဘယ်အချိန်လွတ်တော့ ခန္ဓာလေးစိတ်လိုက်ပါဗျာ ခင်ဗျားတို့ဝန်တဲ့တဏှာလက်ခံတဲ့အချိန်ကြတော့တို့ထိုက်လို့စဉ်းစားကြည့်ပါလားတော့ခေါင်ပြေးနေရတယ်မဟုတ်လားဟောပြေးလိုက်ဒီပြေးလိုက်ဟောလူနဲ့သွားတွေ့လိုက်ဒီလူနဲ့သွားတွေ့လိုက်ဟောလူသွားပြောတယ်လူသွားဟောပစ္စည်းသွားယူလိုက်ဒီပစ္စည်းသွားပို့လိုက်ဆိုတာတွေရှုပ်တော့ပွေတော့မနာကားနေသွားတယ်ယထာနေသွားတယ်လိမ်မြနေသွားတယ်ရှုပ်ချစ်ခတ်နေအောင်ချင်းချင်းလိမ်နေအောင်သွားရတာခြားရောက်ခိုင်းသွားရတာတဏှာကျွံလုတ်ပြီးသွားနေရတာလား ခန္ဓာလေးဆုံးပါ တဏှာခိုင်းတဲ့မြတ်ကိုကျွံလုတ်ပြီးသွားနေရဘောပါဗလားဒါတောင်မှခင်ဗျားတို့ကဩသွားရကြုံနဲ့ပါသေးတယ်လို့ရှင်လို့နားလားသွားကြုံနဲ့တာပြောတာလား
ကျွန်ဖြစ်ရကျွန်နဲ့ထားပြောတာလားဟောမကျွန်ဖြစ်တာဖြစ်ရကျွန်နဲ့သိတယ်တော်တော့ကြောက်ကြကောင်းတယ်ခင်ဗျားတို့ကျုပ်တော့မှာရှင်းမလားဒါပြင်ခင်ဗျားတို့ကျုပ်တော့မှာဝိပဿနာရှုလို့ရှိရင်ခန္ဓာလဲစွန့်တဏှာလဲစွန့်ခန္ဓာစွန့်တော့ခဏနိဗ္ဗာန်မြင်တယ်ခန္ဓာစွန့်တော့တဏှာစွန့်တဲ့အခါကျတော့ကျွန်ဘဝကလွတ်တယ်တဏှာစွန့်တော့ပဲစုပ်ပံဘဝမှာကျွန်ဘဝကလွတ်တယ်နားလားတနည်းအားဖြင့်တော့အနာဂတ်တန်တရားပြတ်တယ်အနာဂတ်တန်တရားတဏှာစွန့်လို့အနာဂတ်တန်တရားလည်းပြတ်ပဲစုပ်ပံတဏှာကျွန်ဖြစ်မှလည်းလွတ်သဘောပေါက်လားခင်ဗျားတို့ဘယ်တော့ကျွန်လုတ်ချင်ကြသလားလို့မေးရင်တော့လုတ်တော့မလုတ်ချင်ဘူးတို့တော့လည်းပဲဝိပဿနာမှမရှိတဲ့အချိန်ကြတော့ဘာလုပ်နေကြတော့မေးတဏှာကျွန်ခံနေရတယ်ဗျဘာကျွန်ခံနေရတော့လားတဏှာကျွန်ခံနေရတာပဲကိုတော်တော်ဟုတ်လာပြီအောက်မေးရှင်းမလားဒါပြင်ဒီမှာဝိပဿနာမဲ့သည်ခင်ဗျားတို့ကြုတ်တဲ့ဘာအကျိုးများဆောင်ပါလိမ့်မလို့မေးတော့ခန္ဓာစွန့်တော့ခဏနိဗ္ဗာန်မြင်စေတယ်ခန္ဓာစွန့်ပြီးတော့တဏှာစွန့်တော့ကျွမ်းစရင်ကဖြုတ်လိုက်တယ်တဏှာစွန့်တော့မင်းတော့ငါမခိုင်းတော့ပါဘူးကွာလွတ်လွတ်ကျွတ်ကျွတ်ချမ်းချမ်းသာသာပဲနေပါတော့နားရလားဒါမလဲခင်ဗျားတို့ကချမ်းချမ်းသာသာမနေတယ်ဘူးဗျာခင်ဗျားတို့ပြောနေကြစကားရှိပါတယ်တပည့်တို့ကအလုပ်မရှိရင်ဩအဲ့လိုလားဘာအလုပ်တော့ပဲတဏှာခိုင်းတဲ့ကျွန်းအလုပ်ဖေဘယ်သူခိုင်းတဲ့ဒါအကြောင်းအမြဲတမ်းလည်းမရောက်နိုင်ဘူးဖေဘာလုပ်ချင်တော့ကျွန်းအလုပ်ဘဝနဲ့ကျင့်တတ်နေတော့ဗောဗျာဘောပါဗလားဝိပဿနာဆိုတာအချိန်လည်းတပည့်တော့ဘယ်တော့အချိန်ပေးပြီးတော့မရှိနိုင်ဘူးဖေဟာလားဘာဖြစ်လို့မရှိနိုင်ပါလိမ့်မလဲမေကျွန်းခံရတာကျင့်တတ်လို့နားရလားဘာခံရတာတိတ်တော့ဂုံတော့မငယ်လာပါဘူးဂုံမငယ်ပါဘူးခင်ဗျားတော့ကျွန်းကြီးနဲ့ကျွန်းကလေးကျွန်းတောင်မှဖက်တော့သေးသေးခံနေတာကြီးခံနေတာလားကျွန်းကြီးဖြစ်ရတယ်ဆိုကြရတိတ်မဟန်တော့ဘူးခင်ဗျာတော်တော်ကိုကြောက်ကြကောင်းပဲစုပ်ပံမှာကျွန်းခွန်းနောင်တမလွန်ဘဝမှာအပယ်စရင်ဝင်ဖြစ်နားရလားတဏှာသည်သူ့ဝရခင်ဗျာတော့မစွန့်ဘူးဆိုရင်တဲ့တဏှာကသူ့မစွန့်ဘူးဆိုရင်ငါကတော့ငါ့ကိုမင်းတို့ကမစွန့်ဘူးဆိုရင်ငါကတော့မင်းတို့ပဲစုပ်ပံဘဝမှာလည်းပဲကျွန်းဖြစ်ခိုင်းရမှာပဲနားလားကျွန်းဖြစ်ခိုင်းတော့ခင်ဗျားတို့ကမလုံနိုင်တော့ဘူးဆင်းရဲလာပြီပင်ပန်းလာပြီသိကျင်လာပါတယ်ဆိုရင်သေသေးအချမ်းမဲ့မှာလည်းအပေရောက်ပို့မှာပဲလို့ပြောတာရှင်းမလားဒါရင်တဏှာဆိုတဲ့တရားသည်လက်ခန္ဓာကောင်းသလားစွန့်နိုင်မှကောင်းသလားစွန့်နိုင်မှကောင်းပါဘူးစွန့်နိုင်မှကောင်းတယ်ဆိုတော့ဝိပဿနာမရှိဘဲနဲ့စွန့်နိုင်တာဝိပဿနာရှုမှစွန့်နိုင်တာလားဒါရင်ခင်ဗျားရဲ့ကျတော့ဝိပဿနာရဲ့တကူဘယ်လောက်ကျေးဇူးများတယ်ဆိုတာဘုရားသိချဟောနေတယ်ရှင်းမလားဝိပဿနာဉာဏ်သည်ခန္ဓာလဲစွန့်တဏှာလဲစွန့်ဝိပဿနာဉာဏ်သည်ခန္ဓာစွန့်တဲ့အတွက်ကြောင့်ခဏနိဗ္ဗာန်မြင်ရတယ်ခန္ဓာစွန့်တော့တဏှာစွန့်တဲ့အတွက်ကြောင့်ကျွမ်းဖြစ်မှလည်းလွတ်အပယ်လေးပါးကလည်းလွတ်တယ်ကျွမ်းဖြစ်စွန့်တော့ပဲစုပ်ပံဘဝမှာကျွမ်းဖြစ်မှလည်းလွတ်တယ်ပဲစုပ်ပံဘဝမှာဓမ္မလွန်ဘဝမှာအပယ်လေးပါးကလည်းလွတ်တယ်ကဲဘယ်လောက်ခံကြဝိပဿနာရဲ့တကူရှင်းမလားတပည့်တော်ဗျာဝိပဿနာရှုနေရတာခုရှိဖြစ်ကမတည့်သေးဘူးဗျမတော့မလောက်ပါနဲ့ဝိပဿနာကျေးဇူးဘယ်လောက်များတယ်ဆိုတာဘုရားသိချဟောနေတယ်ရှင်းမလားဒီဝိပဿနာဉာဏ်ကိုခင်ဗျားတို့ကြောက်တော့ကရင်းတန်အောင်လုပ်လိုက်မယ်ဆိုရင်တော့ဟောဒီမေဃ၅ပါးကနေ၈ပါးဖြစ်သွားမယ်မေဃ၅ပါးနဲ့၈ပါးဖြစ်သွားပြီဆိုလို့ရှိတော့ဟောဒီဝိပဿနာမဲ့ပြီးတော့လောကုတ္တရာမဲ့လာလောကုတ္တရာမဲ့ကြတော့ तू ကခန္ဓာလဲစွန့်တဏှာလဲစွန့်မယ်ဟာဘာထူးတုံးလို့မင်း तू ကနိဗ္ဗာန်မြင်တစ်ခုပိုးလာတယ်။ဘာမြင်တစ်ခုပိုးလာလဲ။လောကဓာတ်မဲ့ကြတော့ခန္ဓာလဲစွန့်တဏှာလဲစွန့်နိဗ္ဗာန်လဲမြင်ဟုတ်လား။လောကဓာတ်မဲ့ကြတော့ခန္ဓာလဲစွန့်တဏှာလဲစွန့်နိဗ္ဗာန်လဲမြင်လောကဓာတ်မဲ့ကမြင်တဲ့နိဗ္ဗာန်ကြတော့အမြဲနိဗ္ဗာန်သဘောပေါက်လား။ဝိပဿနာမဲ့ကမြင်တဲ့နိဗ္ဗာန်ကြတော့ခဏနိဗ္ဗာန်ဒီလောက်ပဲกว่าတယ်။ခဏနိဗ္ဗာန်ဆိုတော့ဝိပဿနာမဲ့ကခဏပဲသူကတာဝန်ယူနေတာဟုတ်ပြီ။လောကဓာတ်မဲ့ကြတော့ तूလောကဓာတ်မဲ့သူ့ရဲ့မဲ့ကကိုရတဲ့ကျုပ်တော်ဝန်းထဲမှာသူတစ်ချက်ပေါ်လာလို့ရှိရင်မင်းတို့ဘယ်တော့မှအပယ်မသွားသေးရတော့ဘူးကွာအမြဲတာဝန်ယူပလိုက်တယ်ဒါကြောင့်တော့အမြဲအပယ်လေးပါးကလွတ်မှုဆိုတဲ့နိဗ္ဗာန်ရသဘောပေါက်ဗလားဝိပဿနာမဲ့ခဏခဏလေးတွေများရင်မဲ့ဘလောက်ချမ်းသာမချသေးမလားခဏခဏများရင်များများချမ်းသာမှာမဟုတ်လားဒီတော့ခဏခဏများများအိမ်ငှားလေးနဲ့ခဏခဏနေအနေများလာပြီတစ်လနှစ်လသုံးလနေအဲ့နေတဲ့ထဲကနေပြီးအရင်ဒီပြူကြိုးစားအထုတ်လိုက်ကြကြတယ်အိမ်မရပဲဖြစ်သွားမနေဘူးလားဒီမှာလည်းဒီတိုင်းပဲဝ
ပထမတော့ခဏနိဗ္ဗာန်ရအောင်လုပ်နောက်ကြတော့ထာဝရနိဗ္ဗာန်ရသွားနိုင်တယ်ရှင်းမလားဒါဝိပဿနာမေတကောသိပလားဝိပဿနာမေရတကောသိခန္ဓာလဲစွန်တဏှာလဲစွန်ခန္ဓာစွန်သဖြင့်ခဏနိဗ္ဗာန်ကိုမြင်တယ်ခန္ဓာစွန်သဖြင့်တဏှာစွန်သဖြင့်ပိဿုပံမှာလည်းကျွံဘောကလွတ်စေတယ်နောင်တမလွန်ဘွားတလည်းပဲလေးပါးကလွတ်စေတယ်ရှင်းမလားဩတို့ဝိပဿနာရှုရတယ်တဲတန်ဖို့ကြီးပါလားဆိုတော့မသိချဘူးလားသိချပါဘူးတဲအားရှိစရာကောင်းပါလားဆိုတော့လည်းကိုယ့်အကိုယုံကြည်စရာဝမ်းမြောက်စရာမကောင်းဘူးလားကောင်းတယ်ဒီတော့တရားမင်းကြီးမေးတဲ့အဖြေလည်းပျောက်သွားမှစိုးရင်ရတယ်တရားမင်းကြီးကဘာမေးတော့ဆိုတာတဏှာအမြဲဆုံးကုန်တဲ့ဒီရှင်ဘုရားရှင်ဘန်ကျင့်ရမယ်ဝိပဿနာအကျင့်ကိုတပည့်တော်အပြည့်စုံအမိန့်ရှိပါနားလားဒီရှိအမိန့်ရှိတဲ့အခါလည်းရှင်ဘုရားအရှိချင်းမိန့်မရှိနေပြတိုးတိုးလေးအမိန့်ရှိပြတယ်လိုရင်းနဲ့တိုးချင်းထိမိတဲ့အသုံးနှုန်းနေပဲရှင်ဘုရားအမိန့်ရှိပါတော့ဘုရားရှင်ကိုရောမြတ်ကြီးကအဘိဇာနာတိပရိဇာနာတိဘာလဲတော့အဘိဇာနာတိဆိုတာဝေဒနာပေါ်တိုင်းသိအောင်လုပ်ပါစိတ်ကလေးတွေပေါ်တိုင်းသိအောင်လုပ်ပါဗျာဝေဒနာပေါ်တိုင်းသိအောင်လုပ်တာစိတ်ကလေးတွေပေါ်တိုင်းသိအောင်လုပ်တာဘာသိတာတော့အနိစ္စရောက်မဲ့တရားကိုသိတာဘာသိတာတော့အနိစ္စရောက်မဲ့တရားကိုသိတာဝေဒနာပေါ်တိုင်းသိအောင်လုပ်တာစိတ်ကလေးတွေပေါ်တိုင်းသိအောင်လုပ်တာတတိအပြင်ပြောရင်ဒိဋ္ဌိကွာတဲ့အသိဖြစ်ခိုင်းတာဘာသိဒိဋ္ဌိကွာအောင်လို့ဝေဒနာပေါ်တိုင်းစိတ်ကလေးတွေပေါ်တိုင်းသိအောင်သတိထားခိုင်းတာရှင်းမလားအဲ့ဒါသိုံနဲ့ကိစ္စပြီးမလားဆိုပြီးသေးဘူးတဲ့ပရိဇာနာတိဖြစ်အောင်လုပ်အောင်မလားဘာဖြစ်အောင်လုပ်အောင်တော့ပရိဇာနာတိဖြစ်အောင်လုပ်ဆိုတော့ဝိပဿနာမရှိဘဲနဲ့ဖြစ်မှာလားဝိပဿနာရှုမှဖြစ်မှာလားဝိပဿနာရှုတဲ့အခါကျတော့စိတ်ရှိတာသိသလားစိတ်မရှိတာသိသလားဝေဒနာရှိတာသိလားဝေဒနာမရှိတာသိသလားဝေဒနာမရှိတာသိတာပိုင်းခြားသိတာဝေဒနာမရှိတာသိတာရှင်းဝေဒနာမရှိတာသိနောက်ထပ်အသိပေါ်တာကမသိဘူးလားအဲ့ရှင်းဝေဒနာနဲ့နောက်ဝေဒနာခွဲခြားသိတယ်ဆိုတာအနိစ္စရောက်တာသိမှနောက်ဝေဒနာပေါ်တာသိတယ်မှာမဟုတ်လားဘုရားမြတ်စွာဘုရားအဲ့ဒီအတိမျိုးရခဲ့ရဲ့လားမရခဲ့ဘူးရှင်းမလားဒါရင်ခင်ဗျားတဲ့ကျုပ်တော်မှာတော်တော်အရေးကြီးတယ်ဒီနေ့တရားဟာများဟောသလားလိုရင်းနဲ့တူချင်းပဲဟောသလားအသိဗရမျိုးနှမျိုးသူတရားနီးနေပြောကြဆိုတော့နံပါတ်1ကထူးခြားအသိနံပါတ်2ကပိုင်းခြားအသိတဲ့အသိထူးခြားသိတယ်ဆိုတာဝေဒနာတွေလေစိတ်ကလေးတွေပေါ်တိုင်းသိတာထူးခြားအသိသူရိုးရသိရတော့ဝေဒနာငါလို့ထင်တာစိတ်ကလေးတွေပေါ်တိုင်းငါလို့အထင်လွဲမှားနေတာအဲ့ဒါရိုးရအသိရှင်းမလားအဲ့ဒီအသိလေးအသိနှမျိုးပြည့်စုံပြီဆိုရင်တဲ့ဝိပဿနာအလုံးထမြောက်ပါတယ်ဝိပဿနာအလုံးဝိပဿနာအလုံးဆိုတာရှေ့ပိုင်းကျင့်ရမယ်အလုံးပေါ့ဗျာဝိပဿနာမဲ့ခင်လုံးထမြောက်ပြီဆိုရင်ဝိပဿနာပဲရင့်တန်လာတဲ့အခါလောကုတ္တရာမဉ္ဇဉ်မဖြစ်နိုင်ဘူးလားလောကုတ္တရာမဉ္ဇဉ်ဖြစ်ရင်တဏှာအကျွမ်းကြံမှရှိသေးရဲ့လားအကျွမ်းကြံမရှိရင်တဏှာကုန်ရင်ဒုက္ခမကုန်ပြီဘူးလားအဲကြောင့်ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ရောက်နိုင်အောင်ခုနပြဆိုခဲ့တဲ့အသိနဲ့နှမျိုးနဲ့ပြည့်စုံအောင်ကြိုးစားပြီးဒီအသိရင့်တန်တဲ့အခါလောကုတ္တရာမဉ္ဇဉ်ပေါ်ရင်ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်မျက်မှောက်ပြုနိုင်ပါတယ်ဆိုတဲ့အတိုင်းဒုက္ခချုပ်ငြိမ်းရုပ်သိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကျင့်ဆောင်ကြိုးကိုအားထုတ်နိုင်ကြပါစေလို့ဆုတောင်းပတနာပြုသာဓုခေါ်တော်ကြအောင်စို့